မင်္ဂလာပါရှင်ခုနည်းနည်းလေးနောက်ကျနေပြီနောက်ပြီးလို့ရှိရင်ကျမတို့ရဲ့နောက်ဆုံး education event ပေါ့နော်နောက်ဆုံးအပိတ်ဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းလေးမြူအောင်တော့မဟုတ်ပျော်အောင်ပေါ့နော်ဥစ္စာလေးတွေ game လေးရောနောက်ပြီးလို့ရှိရင်အဓိကဒီလာတက်တဲ့ပရိသတ်နဲ့ interactive ဖြစ်အောင်လို့ပေါ့နော်အဲ့အတွက်ကြောင့်မို့ကျမမေးခွန်းလေးနည်းနည်းမေးချင်ပါတယ်ကျမကိုဖြေပေးကြပါနော်ကျမအခုပြောမှာ how to be different ပေါ့နော်လူတွေနဲ့ဘယ်လိုမတူအောင်နေမလဲပေါ့နော်အဲ့အမှလည်းကျမငငယ်ရဲ့လူတွေနဲ့အရန်တူကျင်တယ်ဒါပေမဲ့ပုံမှန်လူနဲ့မတူတော့ကျမအမြဲကွဲကြနေရပေါ့နော်အဲ့အကြောင်းမလို့လဲကျမမဝင်းတင်ရဒီ topic ကိုရွေးပြီးတော့ပြောခိုင်းတယ်ပုံမှန်မဟုတ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျမဒီနေ့ပြောမှာ how to be different ပေါ့နော်အဲ့တော့ဒီလိုမျိုး KFC နဲ့ McDonald ကဒါကျမ fast food အကြောင်းပြောမှာမဟုတ်ပါဘူးဒါပေမဲ့ brand အကြောင်းပြောမှာပါကျမခုံလည်းမပြပါဘူးကျမပုံလည်းရုပ်တုထုပြီးတော့ဆိုင်ရှိမှမထားတာပါဘူးစိတ်မပူပါနဲ့ဒါပေမဲ့ဒီ brand အကြောင်းပေါ့နော်ဘာဖြစ်လို့ brand value ဘာဖြစ်လို့ McDonald ကိုခုံနေရတယ်ဘာဖြစ်လို့ KFC ကကြာလို့ရှိရင်အဖိုးကြီးလိုမျိုးပေါ့နော်ရက်နေရတယ်ဆိုရဲ value တွေအကြောင်းကိုဆက်ပြီးပြောပြမှာဖြစ်ပါရဲ့ရှင်အဲ့တော့မင်္ဂလာပါဒီနေ့ကျမတို့ပြောမယ့်အကြောင်းအကြလို့ရှိရင်နံပါတ်1က why do we need to differentiate ပေါ့နော်ဘာဖြစ်လို့ကျမတို့အရင်လိုအခုသွားနေခဲ့တဲ့အတိုင်းပဲကျမတို့တစ်သက်လုံးမျိုးဖလား traditional trade ကုံစုံဆိုင်ဖွင့်ပြီးတော့သွားနေခဲ့တဲ့အတိုင်းပဲဘာလို့ကျမတို့အဲ့လိုလုပ်လို့မရတော့ဘူးလဲဘာလို့ကျမတို့ထူးခြားစွာသူများနဲ့မတူအောင်လုပ်ရမလဲဆိုတဲ့အကြောင်းကိုပထမ discuss လုပ်ပါမယ်အဲ့ဒါပြီးလို့ရှိရင်ကျမတို့သူများနဲ့မတူအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုကျမနည်းနည်းလေးပြောပေးပါမယ်ရှင်မှန်ကျမလည်းမှန်ပါပါဒါပေမဲ့ဒါကျမ take on ဒီ differentiation ဖြစ်ပါတယ်အဲ့တော့ဒီ slide ကဒါကျမပြန်ပြီးတော့ recap လုပ်ထားတာပါရှင်ကျမတို့ပထမဦးဆုံး seminar ရဲ့ပထမဦးဆုံး slide တွေကို recap လုပ်ထားတာပါရှင်ဒါကိုစုံမိုးစတိမကကိုစုံမိုးပြောသွားတဲ့ slide တစ်ခုပါအဲ့ဒါဘာလဲဆိုလို့ရှင်မြန်မာနိုင်ငံရဲ့ retail မှာ 90% plus က traditional trade ဖြစ်ပါတယ်5 to 10% ကသာ modern trade ဖြစ်ပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်မလို့ကိုဒီချိန်မှာကြာလို့ရှိရင် traditional trade နောက်ပြီး mom and pop store ပေါ့နော်ကုံစုံဆိုင်အိမ်ဆိုင်တွေကဗမာပြည်မှာကြီးစိုးနေပါသေးတယ်ဗမာပြည်မှာအလုပ်အရန်ဖြစ်နေပါသေးတယ်အလုပ်အရန်ကောင်းနေပါသေးတယ်အဲ့ဒါကျမတို့အတွက်အရန်ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာဘယ်နှစ်ယောက်လောက်ကအိမ်ဆိုင်ပိုင်ရှင်တွေရှိလဲမသိဘူးလက်ထောင်ပြပါလားယင်ကျမခုနပြောပြမယ်ဆိုဘယ်နှစ်ယောက်လောက်ကဝန်ထမ်းတွေရှိပါလဲရှင်အဲ့ဆိုဒီနေ့ကအများစုဝန်ထမ်းပေါ့ကျမအတင်းလာခိုင်းနေကျမရုံကလူတွေမဟုတ်ဖို့တော့အရေးကြီးတယ်အဲ့တော့အဓိကအိမ်ဆိုင်တွေပေါ့နော်ဘာဖြစ်လို့အိမ်ဆိုင်တွေဘလို့ဒီတိုင်းသာသွားလို့ရှိအခုလောလောဆယ်မှာအိမ်ဆိုင်တွေအရင်ပဲအဆင်ပြေနေရအောင်မြင်နေရပေါ့နော်ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်အိမ်ဆိုင်တွေဆက်ရှိအောင်မလားမရှိဘူးလားဆိုတဲ့အချက်ကိုကျမအရင်ဆုံးပြောချင်ပါတယ်ရှင့်အဲ့ဒါကကြလို့ရှိရင်အခုရန်ကုန် area လုံးမှာ convenience store ဆိုကျမအိမ်ဆိုင်ကိုပြောတာပါရှင် supermarket လည်းမဟုတ်တဲ့အိမ်ဆိုင်ပေါ့နော်အိမ်ဆိုင်အနေနဲ့ဆို traditional trade မှာကအိမ်ဆိုင်က2000ကျော်ကနေပြီးတော့ဒါ civil license တင်လာတာပေါ့နော်2000ကျော်ကနေပြီးတော့တိုင်းကနန်းအထိရှိမယ်လို့ထင်ရပါတယ်ဒါပေမဲ့ modern trade ပေါ့နော် modern trade convenience store ဆိုလို့ရှိရင်ကကျမတို့မှာအခု chain ဆိုလို့ရှိရင် ABC ရှိရယ် City Express 108ရှိရယ် Grab and Go ရှိရယ်ပေါ့နော်အဲ့အကုန်လုံးပေါင်းလိုက်လို့ရှိရင်100ကျော်မပြည့်ပါဘူးရှင်အဲ့တော့percentage ကိုကြည့်မယ်ဆိုအများကြီးกว่าနိုင်ပါသေးတယ်နောက်ပြီးလို့ရှိရင်ကျမတို့ supermarket တွေပေါ့နော် supermarket တွေ departmental store တွေစားခဲ့တာ1996ကစားခဲ့တာပါဒီအချိန်မှာ16နှစ်ရှိသွားပါပြီ penetration rate က 10% ပဲရှိပါသေးတယ် overall ရဲ့ပေါ့နော်ဒါအောင်အဓိက urban area မှာပါပဲဒီတခြား area တွေမှာဘာဖြစ်လို့နည်းနေရလဲဘာဖြစ်လို့16နှစ်ရှိသွားပြီဒီလောက်မတိုးတက်တာလဲပေါ့နော် modern trade ကဘာလို့ဒီလောက်မတိုးတက်တာလဲလို့ကြည့်လို့ရှိရင်အချက်လေးနည်းနည်းရှိပါရဲ့ရှင့်
ဒီအချက်တွေကလည်းကိုစုံမိုးရဲ့ presentation ကနေကျွန်မပြန်ပြီးကောက်နှုတ်ထားတာလေးရှိပါတယ်။နံပါတ်1က capital cost ပေါ့နော်။ကျမတို့နိုင်ငံက capital cost ဆိုတာဘာလဲဆိုတော့အတိုးနှုန်းပေါ့နော်။အတိုးနှုန်းအရန်မြင့်ပါတယ်။ဒီမှာကြလို့ရှိရင်ဥစားဘာခေါ်လဲဝန်ထမ်းအများစုရှိရဲဆိုတဲ့အတွက်ကြောင့်ဝန်ထမ်းတွေကအများသောအားဖြင့်ကပတ်စံကိုဗန်နဲ့ထည့်ထားကြရပဲအဲ့ဒါကောင်းပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့စုငွေအတိုးနှုန်းကလည်းအရင်တုန်းကဆိုလို့ရှိရင်12ရာခိုင်နှုန်းရှိပြီလို့ရှိရင်ချင်းငွေတုံးနှုန်းက18ရာခိုင်နှုန်းပေါ့နော်ချင်းမဲ့ဆို7 plus 1 18ရာခိုင်နှုန်းရှိပြီလို့ရှိရင်အခုမှ13 plus 1ဆို14ရာခိုင်နှုန်းရှိပါတယ်အဲ့တော့ကျမတို့ neighboring country ယိုဒီးယားစင်ကာပူသူတို့မှာအတိုးနှုန်းတွေဘယ်လောက်ရှိလဲ5% ထက်မကျော်ပါဘူးနောက်ပြီးလို့ရှိရင်ကျမတို့အနေနဲ့တိုးချဲ့ခြင်းနဲ့အလုပ်တိုးချဲ့ခြင်းနဲ့ဆိုလို့ရှိရင်တော့မှပတ်စံကိုဘယ်လိုချီရလဲအိမ်ပေါင်ကြီးချီရတယ်ကက်လက်ထရရှိမှကျမတို့ဒီကဗန်နေရပတ်စံချီပေးရလေဒီတိုင်းမဲ့လုပ်ငန်းပြပြီးချီလို့မရသေးဘူးရှင်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့ဒီမှာ modern trade ကအများကြီးမတိုးတက်သေးဘူးပေါ့နော်အဲ့ပြီးလို့ရှင်နောက်တစ်ခုက in the early years မှာကျ insufficient supply chain ဆိုတာဘာလဲဆိုလို့ရှင် supply chain ကmodern trade ဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပို့ပေးရမယ်မလိုက်ပို့ပေးနိုင်ဘူးလူတွေကကြလို့ရှိရင် weak buying power ကြလို့ရှိရင်စတိမစာပုံဝင်ခြင်းတော့ဆိုလို့ရှိရင်လည်းမသွားရဲကြအောင်မဝင်ရဲကြအောင်ဒါဗမာပြည်ရဲ့ culture change ပေါ့နော်ခုနဆရာကြီးပြောသွားသလို lifestyle change ပေါ့နော်အခုက lifestyle change ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့် modern trade ကိုဝင်ရဲကြတယ်ဝယ်ရဲကြတယ်နောက်ပြီး supportive infrastructure ကျမတို့ convenience store မှာတော့မှအမေက3000ကျော်ရှိပါတယ် supermarket တစ်ခုမှာအမေအနည်းဆုံး2000လောက်ရှိပါတယ် departmental store မှာဆိုဒီထက်ပိုရှိပါတယ်ဘယ်ဟာရောင်းရတယ်ဘယ်ဟာမရောင်းရဘူးဆိုတော့ကျမတို့အနေနဲ့ software system မရှိဘူးဆိုလို့ရှိရင်ကအများကြီးဘယ်ဟာဝယ်ရမယ်ဘယ်ဟာ overstock ဖြစ်မယ်ဆိုတော့အများကြီးခက်ခဲပါတယ်အဲ့အတွက်ကြောင့်မလို့ကိုဒီ software system ကြီးကလည်းရောက်လာတာလည်းသိမကြသေးဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့လည်းကျမတို့ဒီပထမနှစ်ပိုင်းနေမှာတိတ်ပြီးတော့မတိုးတက်နိုင်တာပေါ့နော်ဒါပေမဲ့အခုအားကြလို့ရှိရင်အခု face လုပ်နေရတဲ့ challenges တွေကကြပါလဲဆိုတော့အခန်းငါးစရိတ်တွေပါအခန်းငါးစရိတ်တွေအများကြီးတက်ပါတယ်ကျမဆိုင်နှစ်ဆိုင်ဒီလာထဲမှာ9သိန်းနဲ့ငားနေတဲ့ဆိုင်၄နှစ်ရှိပါပြီ15သိန်းတက်ပါတယ်နောက်တစ်ဆိုင်30တက်ပါတယ်ဒါအဲ့တော့ကျမတို့ပြန်စဉ်းစားရမယ်အလုပ်ဖြစ်အောင်ပါလားမဖြစ်တော့ဘူးလားဘာဖြစ်လို့လဲဆိုလို့ရှင်ကျမတို့မှာဒီအခန်းငါးစရိတ်လည်းပေးရတယ် capital cost ကလည်းတစ်နှစ်ကို 14% ရှိနေရဲဆိုတဲ့အတွက်ကြောင့်မလို့ကိုကအကယ်၍ capital cost မပေးရတဲ့သူဂျပန်နေဝင်လာမယ်ဂျပန်တွေက capital cost က 1% အများဆုံးပေးရတဲ့လူတွေနဲ့ဆိုအရင်နဲ့အတိုးနဲ့ရဆိုလို့ကျမတို့နဲ့အကုန်ရှင်းနိုင်တယ်ဆိုလို့ရှိရင်တော့မှ13% กว่าပါသေးတယ်တစ်နှစ်မှာအရှုံးမြက်ကနောက်ပြီးရင်အကုန်လုံးလည်းသိပါရဲ့ဒီ retail လုပ်ငန်းကအရန် margin ပါပါတယ်အဲ့အတွက်ကြောင့်မလို့ကျမတို့ဆက်လုပ်နိုင်မလားဆက်မလုပ်နိုင်ဘူးဆိုတာအများကြီးစဉ်းစားရပါလိမ့်မယ်ရှင်အဲ့တော့အခုအချိန်မှာကြာလို့ရှိရင်တော့နောက်ပြီးလို့ရှိရင်နောက်တစ်ခါ back margin ပေါ့နော်ကျမတို့ retail လုပ်ဆိုလို့ရှိရင် back margin ကကြာလို့ရှိရင်ဒါလည်း important ဖြစ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ front margin က low လည်းဖြစ်တယ်ပြီးလို့ရှိရင်ဈေးလည်းတင်အောင်လို့မရဘူးအကုန်လုံးကဒီဈေးနဲ့ရောင်းနေတော့ဒီဈေးနဲ့ပဲရောင်းရတာပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီ overhead ကို supply လုပ်နိုင်အောင် back margin ဆိုတာရှိရပါတယ်အခုမှကြာလို့ရှိရင် back margin ဆိုတာဥပမာ100နဲ့ရောင်းနေပေါ့နော်ကျမတို့100နဲ့ရောင်းနေကျမတို့က 15% တင်ပြီး115ကျပ်နဲ့ရောင်းနေဒါပေမဲ့ volume နဲ့ချိတ်ထားရဲဆိုလို့ရှိရင်တစ်နှစ်မှာအကယ်၍တသိန်းမိုးဝင်နိုင်တယ်ဆိုလို့ရှိရင် 2% ပြန်ပေးရ rebate ပေးတာပေါ့နော်ဒီဟာကို back margin ခေါ်တာပေါ့ဒီဟာကိုကြားလို့ရှိရင်အခု distribution company တွေကစပြီးတော့တိတ်မပေးသေးဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့အဓိကကြားလို့ရှိရင်ဒီ back margin နဲ့ကစားပြီးလို့ရှိရင် overhead ကိုထိန်းရတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုဒီနောက်2နှစ်3နှစ်ပေါ့နော်နောက်အရှိမ back margin မပေးမချင်းမှာဒါတော်တော် challenge ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘာပဲပြောဗမာပြည်မှာmodern trade ဆိုတာဘာမှန်းသိလာတဲ့အချိန်ကျတော့အခု open up ဖြစ်တော့မယ်ပေါ့နော်ဖွင့်ပေးတော့မယ်ဆိုတဲ့အချိန်ရောက်နေပါပြီရှင်။ကျွန်မ FIL law အကြောင်းနည်းနည်းပြောပြချင်ပါတယ် FIL law ဆို foreign investment law ပေါ့နော် foreign investment law ကကျမတို့ကို total protection ပေါ့နော်ဒီ retail market တစ်ခုလုံးကြီးကို total protection ပေးတာ2015အကုန်မှာကုန်ပါမယ်။အဲ့ဒါပြီးလို့ရှိရင် early 2016မှာ JV အနေနဲ့ပေးပါမယ်စပြီးတော့အဲ့ပြီးရင် 100% FDI ရအဲ့ဒါပြီးနောက်9နှစ်မှာပေးပါမယ်အဲ့ဒီအတွက်ကြောင့်မလို့ကို FDI မဝင်လာခင် JV မဝင်လာခင်ကျမတို့ကုန်စုံဆိုင်တွေပေါ့နော်ကျမတို့ရဲ့မြန်မာနိုင်ငံသားပိုင်လုပ်ငန်းတွေကိုဘယ်လို
ဒီထက်တိုးတက်အောင်လုပ်မလဲအဲ့လိုတိုးတက်အောင်လုပ်မှလည်းကျမတို့တို့နဲ့ရင်ပေါင်တန်းပြီးတော့compete လုပ်နိုင်မှာပေါ့နော်အတိုးနှုံတို့ဘာလို့ဒါကျမတို့လုပ်ပေးလို့မရ MRA အနေနဲ့လုပ်ပေးလို့မရတဲ့အတွက်ကြောင့်မလို့ကျမတို့ဘာမှတော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့တခြားဟာတွေပေါ့ education လုပ်တဲ့ဟာတွေဘလို့ knowledge sharing တွေဒါတွေကကျမတို့လုပ်ပေးလို့ရတဲ့အတွက်ကြောင့်မလို့ဒီလို seminar တွေလုပ်ပြီးတော့ဆက်လက်လုပ်ပေးတာဖြစ်ပါတယ်total market share ဆိုလို့ရှိရင်မြန်မာပြည်ကကြရင် 10% လောက်ပဲရှိပါတယ်။ Vietnam ဆိုလို့ရှိရင်လည်းဗမာပြည်လောက်ပဲရှိပါတယ်ရှင်။အဲ့ဒါပြီး Indonesia ဆိုဖွင့်တာ20လောက်ရှိပြီပေါ့နော်။ Modern trade နဲ့ traditional trade နဲ့ဆိုလို့ရှိရင်35%လောက်ရှိပါတယ်။ Yodia ဆိုလို့ရှိရင်တော့40-50လောက်ရှိပါတယ်။ Singapore ဆိုနိုင်ငံလည်းသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကို90%လောက်နေပါရှိပါတယ်ရှင်။ Modern trade ကပေါ့နော်။နောက်ကျွန်မအခုBangkok Yodia example တခုပြချင်ပါတယ်ဒီဟာကျွန်မ MMRD က presentation တခုတည်းကနေပြီးတော့တွေ့ထားတာပါသူကဘာလုပ်ထားရလဲဆိုလို့ရှိရင်ဒါ seminar တခုမှာပါပဲမြန်မာ marketing association ကလုပ်တဲ့ seminar မှာသူတို့ပြထားတာပါဗမာပြည်နဲ့ Yodia ဗမာပြည်အခုချိန်နေနဲ့ Yodia 1990ပေါ့နော်သူတို့စဖွင့်တဲ့အချိန်တွေကိုသူတို့ရှင်းပြထားတာပါအဲ့ဒီဟာမှာကြည့်လို့ရှိရင်အရန်ပဲစိတ်ဝင်စားစရာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်တူနေလို့ပါGDP ကိုတွေ့ GDP နဲ့ inflation rate ကိုကြည့်လို့ရှိရင်လည်းဒါအင်မတန်နီးစပ်ပါတယ် GDP growth က 6% လောက်ရှိရယ်ဗမာပြည်မှာ1990ကျော်ယိုဒီယာမှာဆိုလို့ရှိရင်65%လောက်ရှိပါတယ် inflation ဆိုလို့ရှိရင်ဗမာပြည်မှာ 4.2% ရှိရယ်ဒါကတော့ဒါလွန်ခဲ့ August မတိုင်ခင်လောက်ကပေါ့နော်ကျမတို့အခုဒေါ်လာဈေးပြန်မတက်ခင်အချိန်မှာပေါ့နော်4.2% လောက်ရှိပြီလို့ရှင် Yodia မှာဆိုလို့ရှင်လည်း 4% လောက်ရှိပါတယ်အဲ့နှစ်ပိုင်းနေမှာပေါ့နော် population growth ပေါ့နော် population growth ကအရင်ရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့နိုင်ငံမှာလူပနေယောက်ထပ်မွေးရဲဆိုရဲဟာအရေးကြီးပါတယ်နံပါတ်1လူမွေးကလေးမွေးရအရင်များလို့ရှင် proper education ပေးနိုင်မလား proper health care ပေးနိုင်မလားဆိုရဲဟာတခုစဉ်းစားရပါတယ်အကဲကလေးမွေးရအရင်နဲ့ဂျပန်လိုနိုင်ငံမျိုးကကြလို့ရှင်new generation မရှိမှာကိုစိတ်ပူရပါတယ် population growth ကိုကြည့်လိုက်လို့ရှိရင်က Yodia မှာဆိုလို့ရှိရင် 1.4% ဒါ1990 อ่ะပေါ့နော်ကျမတို့မြန်မာပြည်မှာဆိုရင် 1.47% ဆိုတာတော်တော်လေးနီးစပ်ပါတယ်ရှင်အဲ့တော့ဘာလို့တွေ့ရလဲဆိုလို့ရှိရင်ကလေးမွေးရဲ့နှုန်းကျလာပြီကလေးမွေးရဲ့နှုန်းကျလာလို့ရှိရင်ဒီကလေးတွေက quantity versus quality ပေါ့နော် quality ပိုထွက်လာတော့မယ်ဆိုတဲ့ဟာကိုတွေ့ရပါတယ်ရှင်နောက်ပြီး household size and number ပေါ့နော်population မှာကြာလို့ရှင်ဒါ census မကောက်ရသေးဘူးပေါ့နော်ကျွန်တော်တို့2014မှာတကောင်စင်းကောက်မှာဆိုတဲ့အတွက်ကြောင့်မို့ဒါအခုမှန်းထားတဲ့ဟာပေါ့နော်ဒါကြာလို့ရှင်ဗမာပြည်မှာ2012မှာ 55.6 million ရှိပြီလို့ရှင် average household size က 4.5 ပဲရှိပါတော့တယ်အဲ့လိုပဲ1990Yodia မှာဆိုလို့ရှိရင်လည်း56 million နဲ့ 4.6 size ရှိပါတယ်အဲ့အတွက်ကြောင့်မလို့ဒါ very compatible ဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့ကျမတို့နောက်20မှာဘယ်ကိုရောက်မလဲလို့ကြည့်လို့ရှိရင်ကျမတို့ Yodia ကိုကြည့်လို့ရပါတယ်အဲ့လိုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့ဒီချိန်မှာ best estimate ကိုပြောတာပါရှင်အဲ့တော့ MMRD ရဲ့ expectation ကဘာလဲဆိုလို့ရှိရင်ဒါလည်း MMRD slide ကယူထားတာပါကျမဟာမဟုတ်ပါဘူးအဲ့တော့massive growth and modern trade ကော traditional trade ကောကျယ်ပြန့်လာပါမယ်ဟုတ်ပါတယ်ဒါ important ကျယ်ပြန့်လာမှာဘာဖြစ်လို့လဲဆိုလို့ရှိရင် consumption တက်လာလို့ရှိရင် modern trade ကော traditional trade ကောကျယ်ပြန့်လာမယ်ကျမအထင် traditional trade ကပိုပြီးကျယ်ပြန့်လာမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် modern trade ကကြာရင် company ဖြစ်တယ်ကျမ company ဖြစ်တဲ့အတွက်ကြောင့် over နောက်တစ်နေရာမှာတော့ဖွင့်မယ်ဆို overhead စဉ်းစားရတယ်ဒီပစ္စည်းတွေဘယ်လိုပို့မှာလဲငါတို့ဒီ service ပေးမယ်ဆိုဘယ်လိုလုပ်မှာလဲဒီလူယုံရရဲ့လားဒါဖြစ်နိုင်ရဲ့ပါမလားဆိုပြီးကျမတို့modern trade ဆိုတဲ့အတွက်ကြောင့်အများကြီးစဉ်းစားရတယ်ဒါပေမဲ့ traditional trade ကြောင့် entrepreneur တွေစွန့်ဦးတီထွင်တဲ့သူတွေပေါ့နော်အဲ့တော့risk ယူရတဲ့သူတွေ risk ယူရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာဟာခါမှာ opportunity ရှိရဆိုအရင်ဆုံးသွားနိုင်တဲ့သူကဒါအရင်ဆုံး market အများဆုံးရမှာပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ traditional trade ကအရင်ကျယ်ပြန့်ပြီးလို့ရှိရင်နောက်ပိုင်းမှာ modern trade ကျယ်ပြန့်လာပါတယ်နောက်ပြီးလို့ရှိရင် international retailer brand တွေNow modern retailing technique ဒီကျွန်မပြောနေတဲ့ POS တို့ back margin တို့ shelf space ကို shelf space ပို့တောင်းတာတို့brand ထားဖို့ဟာတောင်းတာတို့ဒါတဖြည်းဖြည်း evolve ဖြစ်လာတဲ့အနေနဲ့ဆက်ပြီးဖြစ်လာလို့ရှိရင် retailer တွေလည်း margin ပိုများလာမယ်ပို့ပြီးတော့ပတ်စံအမြတ်
ပုံများလာလို့ရှိရင် chain ပုံဖြစ်လာမယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဟာတွေလည်းထပ်ဖြစ်လာမှာပါနောက်ပြီးရင်အရင်တော့ကကြာလို့ရှိရင်က daily shopping ကဟိုအိမ်ဆိုင်ပေါ့နော်လမ်းထိပ်ကဆိုင်မှာဝယ်ကြတယ်အကုန်လုံးဟိုဒီမှာရှိရဲ့လူတွေပေါ့နော်ဟိုကအိမ်ဆိုင်ကလူတွေလည်းရှိရဝန်ထမ်းတွေလည်းရှိရဆိုတော့အတွက်ကြောင့်မလို့ကိုကျမကိုလက်ထောင်ပြပါနော်ဟုတ်ပြီနော်လက်ထောင်ပြနော်အဲ့ပြီးလို့ရှိရင်အပြင်မှာကြိုက်တာကျွေးမယ်အိမ်ဆိုင်မှာပေါ့နော်ဒီနေ့အထိနေ့တိုင်းအိမ်ဆိုင်မှာမုတ်ဝယ်စားတာတို့ဘာလို့ဘယ်နှစ်ယောက်လောက်ရှိပါလဲရှင်အိမ်ဆိုင်ပေါ့နော် convenience store မဟုတ်အိမ်ဆိုင်မုတ်တိတ်မစားကြဘူးထင်တယ်နော်အဲ့ဒါခဏလက်ပြန်ချလို့ရပါပြီconvenience store မှာဝယ်စားတဲ့သူတွေပေါ့နော်မစိုးပါဘူးဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟိုမစိုးပါဘူးဟိုစခုနနဲ့ဆိုလို့ရှိရင်တဝက်လောက်ကျန်သေးရဆိုတာမစိုးဘူးဒါပေမဲ့အပတ်တိုင်း or at least တစ်လမှာနှစ်ခါတူသုံးခါ supermarket သွားရတဲ့သူမနေရောက်ရှိလဲမသိဘူးအကုန်လုံးဒီပါဖြစ်သွားပြီဆိုအဲ့ဒီအတွက်ကြောင့်လို့ဒါကျမတို့အနေနဲ့ at least ရန်ကုန်မှာ modern retail ကနည်းနည်းအောင်မြင်တယ်လို့ပြောလို့ရမှာပေါ့နော်အဲ့တော့အဲ့ရနေပြီးလို့ရှိရင်ဒါပေမဲ့ daily needs ကိုကြားလို့ရှိရင်တော့ပထမဦးဆုံးတွေ့ရတဲ့အတိုင်းပဲအိမ်ဆိုင်တွေကနေပြီးတော့အများဆုံးဝယ်ကြရဲပေါ့နော်အဲ့ဟာကြားလို့ရှိရင်တဖြည်းဖြည်းနဲ့ဆရာကြီးပြောသွားသလို lifestyle change ပေါ့နော် lifestyle change ဖြစ်ပြီးတဖြည်းဖြည်းနဲ့ကျမတို့ရန်ကုန်ကလူတွေဒါမှကနေရလူတွေပါ supermarket တွေမှာသွားပြီးတော့ဝယ်စားကြမှာပေါ့နော်အဲ့ဟာအဲ့လို lifestyle change ဖြစ်လာမယ်အဲ့ချိန်ကြားလို့ရှိရင်အိမ်ဆိုင်တွေအတွက်စိတ်ပူရပါတယ်နောက်ပြီးလို့ရှိရင် international manufacturer supplier တွေပုံများလာလေပစ္စည်းရောင်းစရာပစ္စည်းပုံများလာလေ shelf space ကဒုက္ခရောက်လေပဲဆရာကြီးရင်တော့ဆရာကြီးပြောသလိုအရင်တော့ဟိုဆက်ပြဆိုရွှေဝါဆက်ပြပဲရှိရယ် pep ဟိုသွားတိုက်ဆေးဆို pep ဆိုတမ်းပဲရှိရယ်အဲ့အတွက်ကြောင့်မလို့ဘာမှတင်ရောင်းစရာမလိုဝင်းသူစာမှာဆိုလို့ရှိရင်လည်းရောင်းစရာပစ္စည်းကအမဲ40ပဲရှိမှာပေါ့နော်ဒီမှာအဲ့ခေတ်တော့မမီလိုက်ဘူးဆိုတော့ဒါပေမဲ့အဲ့လိုကနေပြီးတော့အခုကြလို့ရှိရင်သွားတိုက်ဆေးဆိုလို့ရှိရင်လည်းအများကြီးဖြစ်လာမယ်ဆက်ပြဆိုလို့ရှိရင်လည်းအရန်များမယ်ကာဝရှိမယ် leg ရှိမယ် fresh up ရှိမယ်အများကြီးဖြစ်လာပြီအဲ့အတွက်ကြောင့်မို့တဖြည်းဖြည်းနဲ့ manufacturer ပုံများလာမယ်ဆိုလို့ရှိရင်ကကျမတို့အနေနဲ့အဓိကပို့ပြီးတော့ effective ဖြစ်ဖို့လိုအပ်ပါတယ် shelf space ကိုစဉ်းစားဖို့လိုအပ်ပါတယ်အဲ့ဒါမှကျမတို့အမြတ်အများရနိုင်မှာပါနောက်ပြီးရင် distribution system တွေလည်း improve လုပ်ဖို့လိုပါတယ်ဟိုဒီမှာ retailer အကောင်လုံးဆိုလို့ရှိရဆိုလို့ရှိရင်ဟိုပစ္စည်းမရောက်လို့ပေါင်မုံမရောက်လို့စိတ်ညစ်ရတဲ့လူနေတိုင်းရှိကြမှာပါကျမလည်းရှိပါတယ်ပစ္စည်းပြတ်သွားလို့စိတ်ညစ်ရတဲ့သူဟိုဒီနေ့လာမယ်ပြောပြီးနောက်နေ့မှရောက်လာတဲ့လူမရှိဟိုအဲ့အတွက်စိတ်မညစ်ရတဲ့သူလည်းဘယ်သူမှမရှိတော့ဘူးထင်ပါတယ်ဒါပုံမှန်ပါပဲဒါပေမဲ့ဒီဟာတွေကကြံတဖြည်းဖြည်း improve ဖြစ်လာမှာပေါ့နော်ဒါပေမဲ့ဒါခုနက MMRD ရဲ့ expectation မှာကျမအနေနဲ့လည်းဒီဟာကို respect အရန်လုပ်ပါတယ်ဒါပေမဲ့ဒါကျမ expectation ပေါ့modern ကျမအနေနဲ့ထင်လို့ရှိရင်နောက်10နှစ်မှာပေါ့နော်အခုယိုဒီယာကနှစ်20မှာ 60% လောက်ဟို modern trade penetration ရှိရယ်ဗမာပြည်အနေနဲ့ဆိုနောက်နှစ်10နှစ်မှာကျရင်ကျမထင် 50% လောက် penetration ရှိပါလိမ့်မယ်အဓိကကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့FIL law ကြောင့်မို့ပေါ့နော် FIL law ကနောက်များမကြခင်မှာဖွင့်ပေးမယ်ဆိုလို့ရှိရင် low cost of capital ရော့လာတာနဲ့အမျှဆိုင်ပို့ပြီးများဖွင့်လာနိုင်မယ်ဆိုင်ပို့ပြီးများဖွင့်လာတာဟို company ရဲ့ဆိုင်ပို့ပြီးများဖွင့်လာနိုင်တဲ့အစား modern trade ကအိမ်မှာပို့ပြီးတော့များလာမှာပေါ့နော်နောက်ပြီး better ဟိုinfrastructure ကလည်းပိုကောင်းလာပါမယ်အခုအရင်တော့ဆိုလို့ရှိရင် supermarket လောက်ပဲဟိုsoftware သုံးတာပါအခုအိမ်ဆိုင်တော်တော်များများလဲ software သုံးတာတွေ့ရလာပါပြီso ဒါဘာတွေ့ရလဲဆို infrastructure ပိုကောင်းဘာလို့ software သုံးလဲ computer ရဲ့ accessible ဖြစ်တယ် internet accessible ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကို software သုံးတာဖြစ်ပါတယ်အဲ့တော့ဒီလိုတွေပို့ပြီးတော့ infrastructure ပိုကောင်းလာမှာပါနောက်ပြီး distributor relationship လည်းပိုကောင်းလာမှာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟို retailer ကပို့ပြီးအရင်တော့ဒါ distributor ကိုကျမ distributor ပါအဲ့တော့ကျမဒီဟာကိုကျမဒီဟိုကျမ principal ရင်းနဲ့စကားပြောလို့ရှိရင်ကျမဘာပြောလဲဆိုကျမကိုယ်တိုင် principal ပါကျမကိုယ်တိုင် distributor ပါကျမကိုယ်တိုင် retailer ပါကျမကိုယ်တိုင် consumer ပါအရင်တော့ဆိုလို့ရှိရင်က distributor အရန်နေတဲ့အတွက်ကြောင့်မလို့
ရောင်းတဲ့သူပေါ့နော် supplier အရင်နဲ့အတွက်ကြောင့်မလို့ supplier တွေမှာက demand power ပေါ့နော်သူတို့ပြောနိုင်တဲ့ power အများကြီးရှိပါတယ်ဒါပေမဲ့အခုခေတ်ကတဖြည်းဖြည်းနဲ့ retailer ခေတ်ဖြစ်လာပြီအဲ့ဒါအနေ consumer ခေတ်ဖြစ်လာပြီ consumer choice အများကြီးပိုများလာပြီအဲ့ဒီအတွက်ကြောင့်မလို့ကိုကျမတို့ retailer တွေလည်းတဖြည်းဖြည်းနဲ့negotiation power ပိုတက်လာမှာပါဒါပေမဲ့အဲ့လိုမတက်လာခင်ပေါ့နော်ကျမတို့နိုင်ငံသားဗမာနိုင်ငံသားအပိုင် business တွေပိုပြီးတက်လာနိုင်အောင်လို့ကျမတို့ဘယ်လို differentiate လုပ်ရမလဲဆိုတဲ့ဟာကိုဆက်ပြောပါမယ်ရှင်အဲ့တော့ကျမတို့ဒီ survive ဖြစ်အောင်လို့ပေါ့နော်ဘယ်လို option တွေရှိလဲနောက်ပြီးလို့ရှိရင်ဘယ်လို differentiate လုပ်ရမလဲဆိုတာကျမပေါ်လည်းမမူတည်ပါဘူးဘယ်သူပေါ်မှမမူတည်ပါဘူးကိုယ့်ဟာကိုယ်ပေါ်မှာပဲမူတည်ပါရဲဆိုတဲ့အကြောင်းလေးပြောပြပါမယ်နောက်ပြီးရင် value chain ဆိုတာဘာလဲ value proposition ဆိုတာဘာလဲဆိုတဲ့အကြောင်းကိုဆက်ပြီးပြောပြပါမယ်ရှင် to be a franchisee ဆိုတာဘာလဲဆိုလို့ရှိရင်နိုင်ငံခြားမှာပေါ့နော် 7-Eleven က let's say အခုရိုးတရားမှာဆိုဆိုင်9000ရှိတယ်ဆိုင်9000လုံးက CPO ကပိုင်တာမဟုတ်ပါဘူးတဝက်တလောက်ကသာ CPO ကပိုင်တာပါကျန်တဲ့တဝက်လောက်ကကြလို့ရှိရင် franchisee ဆိုတာဘာလဲဆိုတော့အရင်အိမ်ဆိုင်လုပ်တဲ့သူတွေက 7-Eleven နာမည်ယူပြီးတော့ဆက်လုပ်တာပေါ့နော်အဲ့တော့ franchisee လုပ်မယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုနံပါတ်1ကကြလို့ရှိရင်သူတို့ပတ်စံပေးရပါတယ် 7-Eleven ဆိုလို့ရှိရင်15နှစ်စာပတ်စံပေးရပါတယ်သူတို့ဒီ logo သုံးမယ်ဆိုတဲ့အတွက်ကြောင့်ပြီးရင် 7-Eleven စီကနေပြီးလို့ရှိရင်ပစ္စည်းရဲ့ပေါ့နော် overall ကိုတင်တဲ့ပစ္စည်းရဲ့ဥပမာကိုက1000တင်တယ်ပေါ့နော်အမျိုး1000တင်တယ်ဆိုသူတို့စီကနေ950ဝယ်ရပါတယ်ပြီးရင်သူတို့ best standard တွေရှိရမယ်ဆိုတဲ့ဟာကိုပြောပါတယ်ဒါပေမဲ့ဒါကကြရင်ကိုယ့်ဘက်ကလောက်ရတဲ့ဟာပေါ့နော်ဒါပေမဲ့ကိုယ့်ဘက်ကအဓိကပျောက်ဆုံးတာကြတော့ကိုယ့် identity ပျောက်ဆုံးတာပေါ့အရင်တော့ကမဖြူဆိုင်ပေါ့နော်အခုကြလို့ရှိရင် 7-Eleven ဆိုင်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့မဖြူကပျောက်သွားတာပေါ့မဖြူရဲ့ identity ဆိုတာပျောက်သွားတာပေါ့နော် franchisee ဖြစ်လာလို့ရှိရင်ဒါပေမဲ့ကောင်းတဲ့ဟာတွေကြလို့ရှိရင်ဘာလဲဆို brand recognition အရင်မဖြူဆိုင်ဆိုလို့ရှိရင်မဖြူကိုမဖြူဆိုင်ရတဲ့ချင်းတောင်ငူမှာရှိရပေါ့နော်အကယ်၍ကျမတို့ကတောင်ငူကိုသွားလို့ရှိရင်မဖြူဆိုင်ကိုမသိဘူးလေအဲ့အတွက်ကျမတို့ဝင်ဝယ်မှာမဟုတ်ဘူးဒါပေမဲ့မဖြူဆိုင်နေရာမှာ 7-Eleven လို့တက်ထားလို့ရှိရင်ကျမတို့ 7-Eleven ဆိုတာဘာမှန်းသိရတဲ့အတွက်ကြောင့် brand recognition ရှိရတဲ့အတွက်ကြောင့်ရန်ကုန်ကလူလည်းဝင်ဝယ်မယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် 7-Eleven လို့တက်ထားခဲ့ရ standard တစ်ခုရှိနေပြီပေါ့နော်အဲ့ဟာကိုယုံကြည်ရတဲ့အတွက်ကြောင့်မလို့ဝင်ဝယ်မယ်ပေါ့နော်အဲ့ဟာ brand recognition တစ်ခုရပါမယ်နောက်ပြီးလို့ရှိရင် sales increase ပေါ့2010က AMPM ကို Family Mart က acquire လုပ်လိုက်ပါတယ်အဲ့ဟာမှာ986ဆိုင်ရှိရဲ့ဟာမှာ216ဆိုင်ကိုအရင်နှစ်က convert လုပ်လိုက်ပါတယ်အဲ့ convert လုပ်လိုက်တဲ့ဟာမှာသူတို့ result ဘာတွေ့ရလဲဆိုလို့ရှိရင် sales increase က 50% ရှိပါတယ်အဲ့တော့မဖြူဆိုင်ကနေပြီးတော့ 7-Eleven ဖြစ်သွားလို့ရှိရင်လေဒီဟာကsales increase ရှိနိုင်ပါတယ် sales increase အဓိကရှိတာ standard တွေပိုကောင်းလာမယ် merchandise တွေပုံမှန်လာမယ်နောက်ပြီးလို့ရှိရင်လူ brand recognition ရှိရတဲ့အတွက်ကြောင့်လူပိုဝင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ sales increase ရှိရပါနောက်ပြီးလို့ရှိရင် better system of operation ကျမတို့လည်းဒီချိန်ထိလည်းကျမတို့လည်းကျမနိုင်ငံခြားမှာကြောင်းတက်ဖူးပါတယ်ဒါပေမဲ့ကျမတစ်သက်လုံး retail လုပ်မယ်လို့မစဉ်းစားခဲ့ဘူးပါဘူးကျမဒီလိုပဲခလုတ်တိုက်ပြီးရောက်လာတာပေါ့နော်အဲ့တော့ကျမလည်းကျမတက်တလောက်တော့လုပ်တာပဲပေါ့နော်ဒါပေမဲ့ 7-Eleven ဆိုလို့ရှိရင်ဒါသူတို့က1927ကတည်းကစလုပ်လာဆိုတဲ့အတွက်ကြောင့်မို့သူတို့က university တောင်မလို့တော့ဘူးပေါ့နော်ဒါသူတို့ကမွေးကလေးကဒါပဲလုပ်လာကျမတို့ဆိုလို့ရှိရင်ပြောပါရအမြင်ကျမဈေးပဲရောင်းတတ်တယ်လို့ဘာလို့လဲဆိုတော့ကျမအဖေကငယ်ငယ်ကဈေးပဲရောင်းလို့အဲ့တော့ 7-Eleven ကကြောက်လို့ရှိရင်သူတို့ကကြာရင်မွေးကလေးကဒါပဲလုပ်လာတာဆိုတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ operation system တွေသူတို့ရဲ့ merchandising system တွေကအများကြီးပိုကောင်းပါတယ် 7-Eleven တခုတည်းကိုပြောမှာမဟုတ်ပါဘူးတခြား international brand တွေကိုလည်းပြောတာပါဒါပေမဲ့အခုကျမဒီ feed ကိုဝင်လာတဲ့အချိန်မှာလဲဘာတွေ့ရလဲဆိုလို့ရှိရင်ဗမာပြည်က international brand မဟုတ်တဲ့ supermarket တွေ convenience store တွေကလည်းအဲ့ level အထိရှိရဟာရှိပါအဲ့ level ထက်အောင်အများကြီးကောင်းတဲ့နေရာရှိပါဥပမာ City Mart ဆိုလို့ရှိရင် City Mart ဝင်သွားလို့ရှိရင်တဖြည်းဖြည်းနဲ့တော့ဘယ်လိုခေါ်မလဲအလုပ်ကြောနည်းနည်းနှက်လာတာပေါ့နော်ဘယ် item မှာ stock out ဖြစ်နေလဲဘယ် item မှာဘယ်ရောင်းရတဲ့ item မှာ stock out ဖြစ်နေလဲဘယ်လောက် margin ယူတာလဲဘာဘယ်လိုလုပ်ထားလဲဆိုတဲ့ဟာနည်းနည်းအကျော်နဲ့လာတော့ဘာပဲပြော City Mart မှာဆိုလို့ရှိရင်ဒီမှာ City Mart သွားဖြစ်တာလဲပုံများပါတယ်ဒီမှာbrand ကြော်ညာဝင်လုပ်နေရမှာမဟုတ်ပါဘူးအဲ့တော့ရှိရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟာကို let's say စင်ကာပူကတချို့
ကြီးရဲ့ supermarket တွေမှာ stock out ဖြစ်တဲ့ item တွေရှိပါတယ်အဲ့အတွက်ကြောင့်ကျမတို့နိုင်ငံမှာရှိရဲ့စားတွေကလည်း company တွေကလည်းတော်တော်ကောင်းနေပါတယ်အဆင်ပြေနေပါတယ်နောက်တစ်ခုက franchise ရွေးတဲ့ဟာမှာပေါ့နော်အကယ်၍ franchise ဖြစ်လာမယ်ဆိုလို့ရှိရင်အကောင်လုံးသိတာအကောင်လုံးစဉ်းစားရမှာじゃဒီ franchise name နဲ့ကိုနဲ့ကြိုက်မလားမကြိုက်ဘူးလားသူ့ရဲ့ operation ပုံစံနဲ့သူ့ရဲ့ corporation culture နဲ့ကိုနဲ့ကြိုက်မလားမကြိုက်ဘူးလားဘာဖြစ်လို့လဲဆိုဥပမာ 7-Eleven ဆိုလို့ရှိရင်သူက ready to eat အရန်သွားတယ် family mart ဆို family value ရှိတယ်အဲ့လိုပေါ့နော်အဲ့တော့ကိုနဲ့ဘယ်ဟာနဲ့ကြိုက်မလဲမကြိုက်မလဲဆိုတဲ့ဟာကိုကြည့်ပြီးတော့စဉ်းစားတယ်မှာကျမတို့အခုရန်ကုန်မှာရှိရဆိုရင်တော့ ABC ရှိမယ် City Express ရှိမယ် ABC ဆိုလို့ရှိရင်တော့ကျမတို့ကတော်တော်သူများနဲ့မတော်ကျမလည်းလို့ပေါ့နော်ကျမလည်းနည်းနည်းပုံမှန်မဟုတ်တဲ့သူဆိုရဲတော့ကြောင့်ပုံမှန်မဟုတ်တဲ့ဟာလေးလုပ်တယ် City Express ဆိုလို့ရှိရင်အရန် TTGG နဲ့ systematically သွားရပေါ့နော်အဲ့တော့အဓိကအကြံကို personality နဲ့ကိုယ့်ရဲ့ sign နဲ့ကိုယ့်ရဲ့ရက်ကွက်နဲ့ဘာနဲ့ကြိုက်မလဲဆိုတဲ့ဟာကိုကြည့်ပြီးရွေးပါနောက်တစ်ခုကကြာလို့ရှင်အကယ်၍ကိုယ့် own identity ကို keep လုပ်ချင်တယ်ဆိုလို့ရှင်ဘာလုပ်အောင်လဲဆို chain store setup လုပ်ပါခုနစင်ကေဟာအကူပြောသွားပါတယ်အဲ့တော့ကျွန်မဆက်ပြီးမပြောတော့ပါဘူးပြီးလို့ရှင်အဲ့အတွက် finance ကိုဘယ်လိုရအောင်လဲဆိုတော့မဆွေပြောသွားပါတယ်အဲ့အတွက်ကျွန်မဆက်မပြောတော့ပါဘူးရှင်အဲ့တော့နောက်တစ်မျိုးကကြာလို့ရှင် chain store လည်းမလုပ်ချင်ဘူးဒီတစ်ဆိုင်ပဲလုပ်ချင်တယ်ဒီတစ်ဆိုင်ကိုပဲကောင်းကောင်းလုပ်ချင်တယ်ဆိုဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဟာ stay local stay strong stay differentကိုဘာကောင်းတယ်ကိုဘာတော်တယ်ဆိုတဲ့ဟာကိုကိုတိုင်းဘာတာတယ်ဆိုတဲ့ဟာကိုကကိုသိဖို့လိုပါတယ်ပြီးရင် competitor ဘာတော်ရယ် competitor ဘာကောင်းတယ်ဆိုတဲ့ဟာကိုသိဖို့လိုပါတယ်အကယ်၍ကိုညံ့တဲ့ဟာကိုမသိဘူးဆိုလို့ရှိရင်တတလုံးတိုးတက်မှာမဟုတ်ပါဘူး competitor ဘာကောင်းတယ်ဆိုတဲ့ဟာကိုမသိဟာသူငါလောက်မတော်ပါဘူးလို့ပြောနေလို့ရှိရင်လည်းကိုတတလုံးတိုးတက်မှာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့အဓိကကဘာလဲဆိုလို့ရှိရင်ကိုသိရမယ် competitor ကိုသိရပါမယ်နောက်တစ်ခုက neighborhood ကိုသိရမယ်အဓိကအင်ဆိုင်တွေအတွက်ကိုကျွန်မပြောတာပါဒီ neighborhood ကိုသိရမယ်ဒီ neighborhood ကလိုအပ်ချက်ကဘာလဲဆိုတာကိုသိရမယ်ဥပမာအရန်စင်းရဲ့ neighborhood မှာbranded style သွားဖွင့်လို့ရှိရင်ဒါအထိပ္ပယ်မရှိပါဘူးအဲ့လိုမျိုးပဲကို neighborhood မှာဘာလိုအပ်နေလဲအကယ်၍ကို neighborhood မှာ convenience store ကအရန် strong ဖြစ်တဲ့ convenience store ရှိရဆိုလို့ရှိရင်ကိုအနေနဲ့လည်းဒီလောက်ဆက်လုပ်ချင်သေးရဆိုလို့ရှိရင်သူစီမှာဘာ product မရှိဘူးလေအဲ့ product ကိုရွေးပြီးတင်ပါအဲ့ဟာကိုကျွန်မနောက် local example လေးနဲ့ပြောပြသွားပါမယ်ဒီဟာကတော့ကျွန်မလုပ်ထားတဲ့ chart လေးပါဒီဟာကကြလို့ရှိရင်ကျွန်မအထင်ကိုယ့်ဟာကိုယ်ပေါ့နော်တီးဖို့ကိုကျွန်မလုပ်ထားတဲ့ chart လေးပါအဓိကကကြရင်foreign chain တွေ big store chain တွေနဲ့ကိုနဲ့ကိုကဘာတာတယ်သူများကဘာတာတယ်ဆိုတဲ့ဟာကိုကျွန်မလုပ်ထားတာပါဒါအဓိကအင်ဆိုင်တွေအတွက် small business owner တွေအတွက်လုပ်ထားတာပါရှင် investment ဆိုလို့ရှိရင်တော့အရန်ဆိုင်ကြီးတွေနဲ့ဆိုင်သေးတွေနဲ့ဆိုဆိုင်ကြီးတွေကအရန် high ဖြစ်ပါတယ် education level ဆိုလို့ရှိရင်လည်းlook ဆိုင်သေးတွေကကြာရင်ဒီဆိုင်မှာဥမာမဖြူဆိုလို့ရှိရင်မဖြူဆိုင်ရကြလို့ရှိရင်အမှန်တော့သူ့အမေဖွင့်ခဲ့တာသူ့အမေကနေပြီးတော့သူဆက်ယူတဲ့အတွက်ကြောင့်မလို့ကိုမဖြူဆိုပြီးဆက်ရှိနေတာပေါ့ဒါပေမဲ့မဖြူကဒီရက်ကွက်မှာမွေးလာတာလေသူအသက်50ရှိပြီဒီရက်ကွက်ကလူတွေဘာလို့ကျင်လဲဆိုတော့ तू သိမယ်ထင်လားမသိဘူးထင်လားယင်သိနိုင်ပါတယ်big store chain တွေကကြာလို့ရှိရင်เนาะ education အနေနဲ့သိနိုင်တယ်ဘာတင်ရမယ်ဘာလုပ်ရမယ်အပေါ်ယံပေါ့เนาะအပေါ်ယံတော့မဟုတ်ဘူးအပေါ်ယံနီးပါးတော့တော်တော်သိနိုင်ပါတယ်နောက် local knowledge ကအရန်အရေးကြီးပါတယ် survey လို့မဖြူဆိုလို့ရှိရင်တော့ तू ကဒီမှာအသက်50စလုံးနေခဲ့တဲ့အတွက်ကြောင့်မို့ तू က survey လုပ်စရာတော့မလိုတော့ဘူးဘာလုပ်နေလဲဆိုတာသိရဲဒါပေမဲ့တခုရှိရမဖြူကနေတိုင်းအပြင်ထွက်ပြီးတော့လူတွေနဲ့တော့စကားပြောနေရမယ်သူဆိုင်ကလာဝဲလူတွေအကုန်လုံးတော့စကားပြောနေရမယ်ဘာအသက်လိုချင်လဲဘာပစ္စည်းအသက်လိုချင်လဲဘာပစ္စည်းအဟောင်းလိုချင်လဲเนาะဘာမတင်နာတာလိုချင်လဲမဖြူအောင်စကားကိုပြောနေရမယ် big chain တွေကြားလို့ရှိရင်တော့သူတို့ကစကားပြောချင်မှာတော့ပြောမယ် research လုပ်မယ်ဆိုင်တွေကိုသွားမယ် local ဆိုင်တွေကိုသွားမယ်သူတို့မှဘာရှိရမရှိဘူးဆိုတဲ့ဟာကိုလုပ်မယ် trial run test လုပ်မယ်အကယ်၍3လမရောင်းရဘူးဆိုလို့ရှိရင်ဒါကိုရက်လိုက်တော့မယ်ပေါ့နော်နောက် customer relationship ဆိုလို့ရှိရင် chain တွေအားကြလို့ရှိရင်အမျိုးမျိုးရှိပါတယ်ကျမတို့ဆိုလို့ရှိရင်အခု button လေးပေးပါတယ် angry bird button လေးဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့အဓိက customer ကကလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့ angry bird button လေးပေးပါတယ်သူတို့ဘယ်လောက်ကိုဝယ်လို့ရှိရင်ပေါ့ဒါ customer redemption program တွေပေါ့နော်စတိမမှာဆိုလို့ရှိရင်လည်းရှိပါတယ်ဆိုင်တိုင်းမှာရှိမှာပါနောက်ပြီးလို့ရှိရင်ဒါမဲ့ customer relationship နဲ့
မဖြူနဲ့ ABC နဲ့ဘာကွာမလဲဆိုမဖြူဆိုလို့ရှိရင် तू ကဆိုင်မှာရှိရဖြစ်တဲ့အတွက်ကြောင့်မို့ तू ကဟိုနေတိုင်း तू လာဝယ်နေတဲ့သူနဲ့ तू နဲ့ခင်းနေပြီအမျိုးလို့ဖြစ်နေပြီ သူ့မျက်နှာနာပြီးတော့ဟိုသွားဝယ်နေပြီအကယ်၍မဖြူဆိုင်ရှင်းမှာဘေးကက်ရမှာ ABC ဆိုင်ဖွင့်တယ်ပေါ့နော်အဲ့ဟာမှာမဖြူရဲ့ရောင်းမဝင်သွားရဲဆိုလို့ရှိရင်မဖြူရောင်းမညနေအိမ်ရောက်ရင်ပြဿနာတက်တော့မယ်အဲ့တော့ဒီ customer relationship ပေါ့နော်အဲ့ဟာလည်းအရေးကြီးပါတယ်အဲ့တော့အကောင်လုံးကိုပေါ့နော်company staff တွေလည်းများတဲ့အတွက်ကြောင့်မလို့အဓိကကကြလို့ရှိရင် customer relationship ကိုရုံးကလုပ်ပေးတဲ့ program တွေနဲ့ထိန်းတာလည်းတစ်မျိုးနောက်ပြီးရင်တကယ် shop floor က staff တွေကလည်းတကယ် relationship တည်ဆောက်နိုင်မှလည်းဒီဆိုင်ကတော်တော်အရန်အောင်မြင်နိုင်တဲ့ဆိုင်ဖြစ်မှာပေါ့နော်မဟုတ်လို့ရှင်တော့သူ့လော average ဆိုင်လောက်ပဲဖြစ်သွားမှာပေါ့နောက်တစ်ခုကကြလို့ရှင် service ပေါ့နော် chain store တွေဆိုလို့ရှင်တော့ usually standard တစ်ခုတော့ရှိပါတယ်ဗမာပြည်က chain store တွေလည်း standard တစ်ခုတော့ရှိပါတယ်ဒါပေမဲ့ small entrepreneur တွေကကြလို့ရှင်က standard တော့မရှိဘူးဒါပေမဲ့ service အရန်ကောင်းတယ်ဥမာဒီက126ရှိလားမသိဘူးဒီမှာအိမ်ကလူတွေဆိုရင်တော့126မှာတော့ဝယ်ဘာဖြစ်လို့လဲဆိုရင်လည်းသူကကားပေါ်အထိလာပေးလို့ရ service အရန်ကောင်းနေတဲ့အဲ့လို service မျိုးကြရင်ကျမတို့အနေနဲ့ကကြလို့ရှင်ဟာမရဘူး CCTV အောက်ကနေလွတ်သွားတယ်ဒီဟာကိုမယုံကြည်နိုင်တော့ဘူးပေါ့နော်အဲ့တော့အမျိုးမျိုး difficulty တွေရှိပြီး small entrepreneur တွေကကြလို့ရှင်ကိုတိုင်းထိုင်မှာရှိရတဲ့အတွက်ကြောင့်မလို့အများကြီးအဆင်ပြေပါတယ်ဒါဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတဲ့ဟာကို judge လုပ်နိုင်ပါတယ်နောက်ဆုံးကနောက်တစ်ခုက brand awareness ပေါ့နော် brand awareness ကကြလို့ရှင်ခုနကျမပြောသလိုမဖြူဆိုလို့ရှိရင်တော့တရက်ကွက်လုံးသိရယ် 7-Eleven ဆိုရင်တော့တစ်ကမ္ဘာလုံးသိရယ်ပေါ့နော်နောက် new product new service new thing ဒါကြရင်အခုကဗမာပြည်မှာအရင်တော့ကျရင် trend တွေကအရန်ပြောင်းတာရော့ရယ်ကျမတစ်လုံး TV ရောင်းလာရဲသူပါအဲ့တော့ကျမ TV ရောင်းလာတော့ကျမသိပါတယ် TV ကကြလို့ရှိရင်အရင် Tube TV ပေါ့နော် Tube TV က20လောက်ခံလိုက်တယ်ဆိုတော့15နှစ်လောက်ခံလိုက်တယ်အဲ့ဒါပြီး LCD ကျမတို့ထင်တာplasma ပေါ့နော်ကျမတို့ထင်တာ10နှစ်လောက်ခံမယ်ထင်တာမခံပါဘူး3နှစ်ပဲခံပါတယ်အဲ့ဒါပြီး LCD နဲ့ကျမတို့9နှစ်လောက်ခံမယ်လို့ထင်တာခံမှု2နှစ်ပဲခံတယ်အခု LED ဖြစ်သွားပြီဖုန်းတွေရောပဲအရင်တော့ဖုန်းတစ်လုံးကို9နှစ်သုံးတယ်အခုဖုန်းတစ်လုံး9လသုံးရင်ကန်ကောင်းဖြစ်နေတယ်ဘာလို့လဲဆိုတော့ဟို software တွေကပိုကောင်းပြီးတော့ hang ဖြစ်တာနဲ့ပြတ်တာနဲ့ဟောက်စားဖြစ်တာနဲ့အဲ့တော့ product တွေကအသစ်အခုအရန်မြန်နေပြီပေါ့နော်အရန်မြန်နေရေစည်းနှုန်းနောက်ကိုလိုက်လာ small entrepreneur တွေလည်းလိုက်နိုင်မှရမှာပါမလိုက်နိုင်ရင်မရပါဘူးနောက်ပြီးလို့ရှိရင် small entrepreneur ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတွားပြီးတော့လုပ်ကြည့်လို့ရပါတယ်ဥပမာဟိုကုံစုံဆိုင်ထဲမှာဖုန်းဆိုင်ကလာပြီးတော့ပေါ့နော်သူကောင်တာလေးငှားကျင်တယ်ဆိုလို့ရှိရင်ဒါစပြီးလုပ်ကြည့်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်အမေကကုံစုံဆိုင်ဖွင့်တယ်ပေါ့နော်ဒါက15နှစ်16နှစ်လောက်ရှိပြီး10တန်းလဲအောင်သွားပြီးအားနေရချိန်လုံးဖုန်းမဲဆော်နေရဆိုလို့ရှိရင်ကဲလာနေဖုန်းဆိုင်ဖွင့်ဆိုပြီးငါအမေနှစ်ပေပတ်လည်ပေးမယ်ဆိုပြီးဒါလုပ်ကြည့်လို့ရပါတယ်ဒါ decision ကပုံမြန်တာပေါ့ big chain တွေကကြလို့ရှိရင်ဒီဟာကိုလုပ်သင့်မလုပ်သင့် pros တွေ cons တွေကိုစဉ်းစားနေရတဲ့တော်တော်ပိုကြပါတယ်အဲ small entrepreneur ရဲ့ဒါအဓိကဥစ္စာပေါ့နော်ဟိုအားတာချက်ပေါ့နော်နောက်တစ်ခုကျွန်မပြောချင်တာ CI ခုနပြောသွားတာပါကျွန်မတို့ retail marketing မှာအမှန်ပါကျွန်မတို့ဆိုင်မှာတင်ပြီးတော့ရောင်းတဲ့ပစ္စည်းက90%ပေါ့နော်တချို့ဆိုင်တွေဆို100%ရာခိုင်နှုန်းအိမ်ဆိုင်ဆို100%ရာခိုင်နှုန်းကသူများပစ္စည်းပါကိုယ့်ပစ္စည်းမဟုတ်ပါဘူးဟိုဒီဟာကို foreign company တွေကလည်း service ပေးရလို့သုံးပြီးတော့ distribution လုပ်တဲ့လူတွေလည်းရှိပါတယ်ဒါကျမတို့ trading term နဲ့ထည့်ထားပေးမယ်အဓိကကျမတို့ service ပေးနေရပါဒီပစ္စည်းကို producer လက်ထဲကနေပြီးတော့ end user customer လက်ထဲရအောင် service ပေးနေရပါevery step က service ရှိဖို့လိုပါတယ် every step က value ရှိဖို့လိုပါတယ်လူတော်တော်များများဒါ supply chain လို့ခေါ်ပါတယ်ကျွန်မ value chain လို့ဘာလို့ခေါ်လဲဆိုလို့ရှိရင်တနေရာမှာ value မရှိဘူးဆိုလို့ရှိရင်အဲ့နေရာလူက eliminate ဟိုအဲ့နေရာလူကသူအလုပ်ပြုတ်သွားမှာပေါ့နော်အဲ့တော့အကယ်၍ producer နဲ့ distributor သွားမယ်အခုသွားနေလမ်းက distributor နဲ့ wholesaler သွားမယ် wholesaler နဲ့ retailer သွားရမယ်အခုကျွန်မတို့မြင်နေရ distributor နဲ့ retailer အဓိကသွားနေပြီ wholesaler တွေနည်းနည်းအလယ်မှာပြုတ်ကြံခဲ့တဲ့လမ်းတွေတချို့ဟာရှိနေပြီ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူ value added service မပေးနိုင်ဘူး။ကျမတို့ retailer တွေလည်း value added service မပေးနိုင်ဘူး။ value မပေးနိုင်ဘူး consumer value မပေးနိုင်ဘူးဆိုရင်ကျမတို့လည်းဖြုတ်ပြီးလို့ရှိရင် producer ကနေပြီးတော့ consumer ကိုတန်းရောင်းသွားမှာ။
ဒါကျမတို့တွေ့နေရပါတယ်ဘယ်မှာတွေ့နေရလဲဆိုလို့ရှိရင် internet ပေါ်မှာပေါ့နော်ဆရာကြီးပြောသွားသလိုပါပဲ internet marketing ပေါ့အခု producer တော်တော်များများက internet store တွေဖွင့်ပါတယ်ဗမာပြည်မှာခုလောလောဆယ် MPU စပြီးတော့အဆင်ပြေတယ်ပြီးလို့ရှိရင် logistic system စပြီးအဆင်ပြေဆိုတော့ဒါပို့ပြီးတော့ဖြစ်လာနိုင်မှာပေါ့နော်ဒါပေမဲ့အခုနိုင်ငံသားမှာဆိုလို့ရှိရင်တကယ်ပါဆရာကြီးကလွန်ခဲ့တဲ့6နှစ်ကနေဆိုင်မှာဝယ်တယ်ကျမဟိုကြီးကြပ်ပြီးပြောမှာကျမဗမာပြည်မှာရော Asia မှာဈေးမဝယ်တတ်ပါဘူးကျမတော်တော်များများကျမ online ရပဲဝယ်တာပါ online ရဝယ်ပြီးကျမအတော်ရင်ပို့ရအတော်ကနေကျမစီပို့ပြီးဒါဘာတွေ့ရလဲဆိုလို့ရှိရင် consumer pattern change ဖြစ်လာပြီပေါ့အဲ့တော့ America မှာဒီလို change ဖြစ်တာလွန်ခဲ့တဲ့4-5နှစ်က change ဖြစ်တာဗမာပြည်မှာဘယ်တော့ change ဖြစ်မှာလဲကျမဟိုတလုံးကဘာတွေ့ရလဲဆိုရင်မြန်မာ celebrity တို့ဘာလို့ Facebook မှာပေါ့နော်ဟိုစားရင်အင်ကြီးတွေရောင်းတဲ့ဟာတွေတွေ့တယ် like လုပ်ကြတယ်အများကြီးပဲ3သိန်း2သိန်း like လုပ်ထားတယ်ဘာတွေတွေ့ဒါဆိုဘာတွေ့ရလဲဆိုဗမာပြည်မှာလည်း social network ကနေပြီးတော့ internet selling တွေဖြစ်လာပါပြီကျမတို့ retailer တွေအတွက်အများကြီးကြောက်စရာရှိပါတယ်အထူးသဖြင့်ဟို high ticketed item high value item ရောင်းတဲ့လူတွေအတွက်အများကြီးပြဿနာရှိပါတယ်ကျမတို့ value မပေးနိုင်ဘူးဆိုတော့ကျမတို့ကိုဖြတ်ပြီးလို့ရှိရင် Facebook ကနေတန်းရောင်းသွားမှာပါအခုလည်းအကုန်လုံးတော်တော်များများ Facebook သုံးနေကြတာပဲဟာရန်ကုန်မှာအဲ့တော့ value ကို value ကို add လုပ်ရမယ်ဆိုတဲ့ဟာကိုမမေ့ပါနဲ့ဆရာကြီးခုနပြောသွားတဲ့ 4P ပေါ့နော် marketing mix မှာကြာရင်အဲ့တော့ကျမတို့တကယ် retail marketing မှာဘာလို့ကျမတို့ service ပေးတာမဟုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအဲ့တော့ marketing mix မှာဘာရှိလဲဆို product ရှိရယ် product ကကြာရင်ကျမတို့ဘာပစ္စည်းတင်မှာလဲဒါဆိုင်တစ်ဆိုင်အတွက်အရန်အရေးကြီးပါတယ်ကျမတို့ company မှာဆိုဒါ merchandising department လို့ကြည့်ပါအိမ်ဆိုင်မှာဆိုလို့ရှိရင်ဆိုင်ဈေးထဲမှာဈေးသွားဝယ်တဲ့သူလို့ကြည့်ပါဘာပစ္စည်းရွေးမှာလဲဘာပစ္စည်းတင်မှာလဲ chef နေရာဘယ်လောက်ပေးမှာလဲ product ကအရေးကြီးပါတယ် price ဆိုလို့ရှိရင်လည်းအရန်ဟိုကျမတို့ ABC ကိုတစ်ခါလေကြာ1000တန်နေပါလာတင်နေတယ်ကျမပြောကျမမှာလို့အဲ့လောက်3နိုင်တဲ့ customer မရှိဘူးလို့အဲ့တော့ကို level ကဘယ်ဟာလဲကို customer level ဘာလဲဆိုတာကြည့်ပြီးတော့မှတင်မှာကို customer level ဒီဟာနေတိုင်းသုံးနိုင်လားဒီဟာနေတိုင်းအလိုအပ်လားဆိုတဲ့ဟာကိုကြည့်ပြီးတော့မှတင်မှာဒါက price နောက်ပြီးလို့ရှိရင် price ဘယ်လောက် margin ဘယ်လောက်သတ်မှတ်သင့်လဲဆိုတဲ့ဟာကိုတင်မှာနောက်ပြီးလို့ရှိရင်ဘယ်သူမှမလို့ဘယ်ဈေးနဲ့ပေးတယ်ဆိုတဲ့ဟာကိုတော့တဖြည်းဖြည်းနဲ့ပို့ပြီး short လာရင်ကောင်းပါမယ် standardized pricing ဖြစ်လာရင်ကောင်းပါမယ် place location ဆရာကြီးလည်းပြောသွားပါတယ်ကိုဝေဖြိုးလည်းကိုဝေရန်ဖြိုးလည်းပြောသွားပါတယ်အဓိကဘယ်နေရာလဲနေရာကောင်းရွေးသင့်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အိမ်ဆိုင်ဖွင့်သည်ဖြစ်ဖြစ် convenience store ဖွင့်သည်ဖြစ်ဖြစ် supermarket ဖွင့်သည်ဖြစ်ဖြစ်ဒီနေရာမှာအနည်းဆုံး2ပတ်တော့ survey လုပ်ပြီးမှဖွင့်သင့်ပါတယ်2ပတ် survey လုပ်ပြီးမှဖွင့်လို့ရှိရင်အကယ်၍ဒီနေရာမကောင်းခဲ့လို့ရှိရင်ဟို sunk cost ပေါ့နော်မ convenience store တစ်ဆိုင်ဆိုလို့ရှိရင်ရင်းလိုက်ရတာအနည်းဆုံး sunk cost 300လောက်ရှိပါတယ်အဲ့ဒါပလုံသွားမှာပါအိမ်ရှင်ကိုအိမ်လာကပေးလိုက်ရတာပဲအဖက်တင်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အဓိက location ကို survey လုပ်ပြီးမှရွေးသင့်ပါတယ်ဒါပေမဲ့နောက်ဆုံးကျမပြောချင်တာ promotion ပေါ့နော်အဓိကကျမ differentiation ပြောရဆိုတဲ့အတွက် promotion ပေါ့ promotion မှာじゃ integrated marketing communication မှာ integrated marketing communication ဆိုတာဘာလဲဆိုတော့လူတစ်ယောက်ပြောတဲ့ဟာနဲ့ brand တစ်ခုရဲ့ပြောတဲ့ဟာနဲ့ mission vision နဲ့တကယ်ပေးတဲ့ service နဲ့တူရပါမယ် face value voice value တူရပါမယ် promotion mix မှာ5မျိုးရှိပါတယ်ကျမ retailer တွေမှာဒါအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆို promotion လို့ပြောလိုက်လို့ရှင်ဗမာပြည်ကလူတွေကဘာပဲမြင်လဲဆို sales ကိုမြင်ပါတယ်ဈေးချရောင်းတာကို promotion လို့မြင်ပါတယ် promotion ကဈေးချရောင်းတာတစ်ခုတည်းမဟုတ်ပါဘူး promotion mix မှာ5ခုရှိပါတယ်အဲ့ဒါပြီးနောက်တစ်ခု promotion လို့ marketing လို့ပြောလိုက်ရင်လူတွေကဘာပဲမြင်လဲဆိုကြော်ညာလောက်တာပဲမြင်တယ်ကျန်တဲ့ဟာဘာမှမမြင်ဘူးအဲ့ဟာနှစ်ခုစလုံးနဲ့ဟိုဈေးချရောင်းတာရော advertising လုပ်တာရောပေါ့နော် mass media advertising လုပ်တာဒီနှစ်ခုစလုံးကကျမတို့ retailer တွေနဲ့ဘာမှမဆိုင်ပါဘူးတော်မဆိုင်ပါဘူးကျမတို့ ਨੇ အဓိကဆိုင်တာ personal selling ဘာဖြစ်လို့လဲဆိုတော့ကျမတို့တယောက်နဲ့တွေ့ပြီး service ပေးတာကျမတို့ရဲ့ customer ရဲ့ service ပေးတာကျမတို့ရဲ့ဆိုင်ထဲမှာရှိတဲ့ cashier တွေ operator တွေ store manager တွေ service ပေးတာအဲ့ဒါ personal selling မှာ personal selling ကိုတေးချာလုပ်နိုင်ဖို့အရေးကြီးပါတယ်
sales promotion ကတော့အကယ်၍ company ကြီးတွေတောင်းနိုင်ကြပါတယ် modern trade တွေတော့တောင်းနိုင်ကြပါတယ်supplier တွေကိုဘယ်ဟာကိုဈေးချပေးပါကျမတို့ consumer ကိုပါဈေးချပေးပါမယ်ဆိုပြီးတောင်းကြပါတယ်ကျမတို့လည်းတောင်းပါတယ်ဒါက sales promotion လုပ်နိုင်ရင်ပေါ့နော်ဒါပေမဲ့အဓိက sales promotion ပေါ့တိတ်လည်းမမှုတည်ပါဘူးအဓိက retail အကြိုင်အဓိက sales promotion ကဘာလို့လုပ်လဲဆိုလူတွေမပြင်းသွားအောင်ပေါ့နော်တစ်ခုပြီးတစ်ခုစမ်းနေအောင်ဆိုပြီးလုပ်တာပါနေတိုင်းဆိုင်အောင်လာဖို့ purpose တစ်ခုပေးတဲ့ပုံစံမျိုးလုပ်တာပါအဓိကအဲ့ပြင် public relation ဟာ PR ဆိုတာဘာလဲ PR ဆိုတာဟောစားမှလောက်ရတာဘာခေါ်လဲမင်းသမီးမင်းသားတွေမှလောက်ရလို့ပြောရတဲ့သူလည်းရှိပါတယ်အမှန်တော့ PR ဆိုတာဘာလဲဆိုလို့ရှိရင်က non pay act အကုန်လုံး PR လို့ခေါ်ပါတယ်အဲ့တော့ABC အနေနဲ့ကျွန်မ PR ပဲသုံးပါတယ်ဘာလို့ဆို mass media အရန်ဈေးကြီးလို့ပါ PR effective လည်းပို့ဖြစ်ပါတယ်ပြီးလို့ရှိရင်လုံနိုင်လို့ရှိရင် cost အရန်နည်းပါတယ်Now, direct promotion ကအမေရိကမှာဆိုတော့အရန်သုံးတယ်2008မတိုင်ခင်မှာဆိုလို့ရှိရင်8 billion credit card solicitor ပေါ့နော် credit card promotion ကိုပို့တယ်ဒါအမေရိကမှာပေါ့နော် credit crisis မဖြစ်ခင်မှာဗမာပြည်မှာအရန်နေပါတယ် direct promotion ကိုပြောရပါ direct promotion ဆိုတာဘာလဲဆိုရင်အိမ်ကိုယ်တိုင်နာမည်လေးနဲ့လိုက်ပို့တဲ့ promotion မှာဥပမာဒီအိမ်မှာဆိုပါတော့အိမ်နံပါတ်20ရွှေတောင်ကြားမှာမအီနေရဆိုမအီပေါ့နော်ဆိုရင်မအီမြင့်ဆိုပြီးလို့ရှိရင်နာမည်လေးနဲ့ဆိုဘာပဲပြောလူက catalog ရလို့ရှိရင်ဟာငါ့ကိုဒီ catalog ပေးရဲဆိုပြီးတော့ပျော်သွားပါနော် America first one မှာဒါအရင်လောက်ပါတယ်ပမာပြည်မှာတိတ်မလုပ်သေးပါဘူးဒါ retailer အနေနဲ့လုပ်သင့်ပါတယ်နောက် mass media ကကြားလို့ရှိရင်တော့ဒါကြော်ညာတာပေါ့နော်ဒါအထူးတလဲပြောစရာမလိုပါဘူးဆရာကြီးခုနပြောသွားတဲ့internet နဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမှာ personal selling က internet နဲ့ဆိုလို့ရှိရင်တော့အဓိကဒီလူနဲ့တည်ရဆို Facebook မှာ stock လုပ်ပြီးတော့ Facebook မှာအဲ့လူကိုတောက်လျှောက်ကြည့်ပြီးတော့သူဘာကြိုက်တယ်ဆိုတဲ့ဟာကိုကြည့်ပြီးလို့ရှိရင်သူ leather jacket ကြိုက်တယ်ဆို leather jacket ရောင်းနေပြီဆိုပြီးပြောတဲ့ဟာဒါ personal selling မှာsales promotion တွေက Facebook မှာတင်လို့ရပါတယ်ဒါတွေလည်း sales promotion မှာinternet ပေါ်မှာ website ပေါ်မှာလည်းတင်လို့ရပါတယ် public relationအဓိက social media ကိုသုံးပြီးလုပ်ကြပါတယ်အခု Facebook မှာ contest မလုပ်တဲ့ company အရန်ရှားပါတယ်နော် photo contest လုပ်လိုက်voucher ပေးမဲ့ contest လုပ်လိုက်အများကြီးလုပ်ပါတယ် public relation social media direct promotion ကကြ email နဲ့ပို့ကြပါတယ်company ကြီးတော်တော်များများမှာ email list တွေရှိပါတယ်email လေးပေးခဲ့ပါကျမတို့ sales လုပ်ရင်ပို့ပေးပါမယ်ဆိုတာဒါ email promotion မှာ mass media ကကြားလို့ရှိရင်တော့Facebook တို့website တို့ဘာတော့မှာ banner ads တွေ Facebook မှာဆိုဘေးနာ ads ကလေးတွေကဒါ mass media ကိုပြောတာပါနောက် public relation မှာ activity 2မျိုးရှိပါတယ် usually media mentions တွေကပတ်စံပေးရပါတယ်ဗမာပြည်မှာတော့မပေးရသေးပါဘူးတခြားနိုင်ငံမှာဆိုပေးရပါတယ်ဥမာ city map မှာကြော်ညာသွားရိုက်မယ်ဆိုလို့ရှိရင်အခုအချိန်မှာဆိုတော့ ABC မှာကြော်ညာလာရိုက်မယ်ဆိုလို့ရှိရင်ကျမတို့ကပတ်စံတောင်းပါတယ်ကြော်ညာရိုက်ခဘယ်လောက်ပေါ့နော်ဒါမှမဟုတ်ရုပ်ရှင်လာရိုက်မယ်ဆိုလို့ရှိရင်ရုပ်ရှင်ရိုက်ခမီးဘိုး3သိန်းတို့2သိန်းတို့တောင်းပါတယ်ဒါပေမဲ့နိုင်ငံခြားမှာဆိုအဲ့မှာသွားရိုက်ဖို့ပတ်စံပေးပြီးခေါ်ကြတာပေါ့နော် media mentions မှာအောင်မြင်ဆုံးဟာ James Bond မှာ James Bond ဒီမှာမကြည့်ဘူးတဲ့သူရှိလားမသိဘူးရှိဦးနော် James Bond ကဘာကားစီးလဲAston Martin နဲ့ BMW ဖြစ်ပါတယ်James Bond ကဘာနာရီဝက်လဲ Omega ဝက်ပါတယ်ဒါကျမတို့ငယ်ငယ်ကလေးက James Bond မှာဆို media mention ဆိုတစ်ချိန်လုံးပြအဲ့တော့ဒါ media mention စီဖြစ်ပါတယ် word of mouth ကကြာလို့ရှိရင်တော့ဘယ်နေရာကဘာကောင်းလဲဆိုပြီးတော့ပြောတာပါအဲ့ word of mouth ကိုကြာလို့ရှိရင်ကnon traditional marketing အနေနဲ့လည်းနောက်ပိုင်းလုပ်ကြတာများပါတယ် blog တွေပါတယ်မှာပေါ့နော်အဲ့တော့ how to add value အဲ့တော့ဒီဟာကိုပြောပြလို့ရှိရင်ကိုဘယ်လို value added ပေးနိုင်မလဲဆိုတဲ့ဟာကကိုယ့်ပေါ်မှာပဲမူတည်ပါတယ်အိမ်ပြန်မှာဆိုင်ပြန်မှာထိုင်ကြည့်ပါကိုထိုင်ကြည့်ပါကို customer တွေကိုထိုင်ကြည့်ပါဘေးနားဆိုင်ကိုသွားပါ convenience တို့ဖြစ်နေလဲအဲ့အရှိမခုံချပြီးကိုထိုင်ကြည့်ပါသူတို့ဆိုင်ထဲကိုတနေ့လူဘယ်နေရာဝင်လဲအထုပ်ပနှစ်ထုပ်ပြန်ဆွဲထွက်လာလဲဘာတွေဝယ်လာလဲထိုင်ကြည့်ပါအာမနာနဲ့ဒါကိုအကျိုးစီးပွားအတွက်ကိုလုပ်တာဘသူအကျိုးစီးပွားအတွက်မှမဟုတ်ဘူးကျမလည်းထိုင်ကြည့်ရယ်နောက်ပြီးလို့ရှိရင်
ကိုဘာတာရဲဆိုရဲဟာကိုကြည့်ပါသူများဘာတာရဲဆိုရဲဟာကိုကြည့်ပါအကယ်၍ကိုတာတဲ့ပစ္စည်းပေါ့နော်ကိုလုံနိုင်တဲ့ဟာဒီ neighborhood ထဲမှာမရှိဘူးဆိုလို့ရှင် create လုပ်ပါပစ္စည်းအသစ်လုပ်ပါကိုဆိုင်မှာတင်အောင်မို့ကိုဆိုင်ကိုလာဖို့ purpose ဖြစ်ဖို့ပစ္စည်းအသစ်လုပ်ပါထမင်းချက်တာပဲဖြစ်ဖြစ်ငပိရေကြိုတာပဲဖြစ်ဖြစ်ငပိတောင်းတာပဲဖြစ်ဖြစ်အကယ်၍အမေကငပိကြော်တာကောင်းနေတာပဲဖြစ်ဖြစ်လုပ်ပါအဲ့ဟာကိုရောင်းပါနောက်ပြီးလို့ရှိရင်local knowledge ပေါ့နော်ဘာလို့လဲဆိုတော့ကိုဒီဆိုင်မှာနေနေရကိုဒီအိမ်မှာနေနေရအိမ်ဆိုင်နေနေဆိုလို့ရှိရင်ဒီရက်ကွက်မှာဘာဖြစ်တယ်ဆိုတော့ကိုအတီဆုံးအကယ်၍အာသုဘရှိရင်ချက်ချင်းသွားပြီးလို့ရှိရင်အာသုဘကိစ္စဟာရောင်းပါလက်ဖွဲ့စရာရှိလို့ရှိရင်ဝါကျွတ်တော့မယ်ဆိုရင်ဝါကျွတ်တဲ့အိမ်တွေကိုသွားပြီးလို့ရှိရင်မင်္ဂလာဆောင်မဲ့အိမ်တွေသွားဟဲ့ငါဆိုင်မှာဘာလာဝယ်ဆိုပြီးပြောပါအာမနာပါနဲ့သိပြီးတော့အဲ့တော့ဘာလို့လဲဆိုတော့ကျမအနေနဲ့ဆိုရင်ကျမမသိနိုင်ဘူးလေကျမအဲ့ရက်ကွက်ထဲမှာနေတာမဟုတ်ဘူးအဲ့တော့ကိုရက်ကွက်ထဲမှာကိုသိရဲ့ knowledge ကိုအသုံးချပြီးလုပ်ပါကိုကုမ္ပဏီအတွက်လည်းလုပ်ပါဘာလို့လဲဆိုတော့ကုမ္ပဏီကဝန်ထမ်းတွေများတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဥပမာသတင်းကြတော့မယ်ဆိုလို့ရှိရင်ကိုကုမ္ပဏီအတွက်လည်းဟမ်ဘာတွေလိုက်ရောင်းပါကိုရက်ကွက်ထဲကလူအကုန်လုံးလူစီအဲ့လိုမျိုးပေါ့နော်နောက်ပြီးရင်ကို competitor ပေါ့နော်အချင်းချင်းဘာသာဘသူဘာသာရဲဆိုတာသိမှရမယ်ဘသူဘာသာရဲဆိုတာမသိရင်ကိုနောက်ကကြံခဲ့မှာပဲကျမ personal experience ကျမ3ခုပြောပြပါမယ်ကျမအချိန်ကြီးကြော်နေမှန်းသိပါတယ်ကျမပြီးတော့မှာပါအဲ့ကျမအဓိကကျမရန်ကုန်က experience အနေနဲ့ဆို2ခုပြောပြပါမယ်ကျမရေကြော်ရဆိုင်ပေးမှာရေကြော်ရဆိုင်ရကြအရန်ရောင်းရတဲ့ဆိုင်ထဲမှာရှိတယ်ဒါပေမဲ့ तू ကနန်းဖူလုံးဝမရောင်းအောင်နန်းဖူဆိုတာ roll အောင်တော့ဘာလို့ပေါ့နော်အဲ့မျိုးလုံးဝမရောင်းရအောင် make up မရောင်းရအောင်ဒါတနေ့ထိုင်ကြည့်နေကျမ merchandising manager အော်နေအဲ့နေရာလို့ဘာဖြစ်လို့မရောင်းရလဲလို့နောက်တော့ तू ကပြောဘေးနားမှာအမားတဲ့ဆိုင်ရှိရယ်တိုင်းရင်းမေဆိုတဲ့ဆိုင်ကြီးရှိရယ်အေးဟုတ်ပြီလို့ငါသွားကြည့်မယ်ဆိုအဲ့တိုင်းရင်းမေဆိုင်မှာကျမ3 နာရီလောက်သွားထိုင်နေဟုတ်တယ် तू မှပစ္စည်းကအရန်စုံတယ်သူတို့ဘာလုပ်လဲဆိုတော့ APC မှာမုတ်ဝင်ဝယ်ပြီးရင်တိုင်းရင်းမေမှာနန်းဖူဝင်ဝယ်တယ်ကျမဘာစဉ်းစားကျမမုတ်ပူတင်ကောင်းမလားနန်းဖုတ်ကိုစုံအောင်တင်ကောင်းမလားဆိုကျမစဉ်းစားရတာပေါ့နော်နောက်တစ်ခု infinity ဆိုတာကျမအဲ့တန်လန်းထိတ်ကဆိုင်ပေါ့နော်အဲ့ဒီနေရာလွတ်လာတဲ့အချိန်မှာကျမကိုလာပြောရဲကျမရဲ့ business development manager အမားနဲ့အဲ့မှာဆိုင်ကနေစခန်းလွတ်တယ်ယူမလားတဲ့ယူတော့ဘူးလို့အထက်ကဆိုင်နဲ့အရန်နီးရဲလို့ဆိုပြီးအဲ့မှာအဲ့ဆိုင်နဲ့ဖွင့်ပြီးရောအဲ့အထက်ကဆိုင်က sales ကတဝက်လောက်ကျသွားတယ်ဟာလို့ဘာဖြစ်တာလဲလို့ဘယ်သူဖွင့်သွားရလဲဆို infinity တဲ့ဟာလားလို့ဘယ်သူလဲဆိုတော့ကျွန်တော်ကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းတယောက်ကဖွင့်တာပေါ့နော်ဟာလို့ဘာဖြစ်လို့လဲဆိုတော့မဟုတ်ဘူးမိုက်တော့ service အရန်ကောင်းတယ်ဒါသူ့ရဲ့ဒုတိယအဆိုင်မြောက်တယ်သူပထမဆိုင်ကဘယ်မှာဆိုလဲမသိဘူးရှင်ဟာလားဆိုပြီးကျွန်မservice ဘယ်လိုကောင်းတာလဲဆိုအမားရဲ့မယုံရင်သွားကြည့်ဆိုကျွန်မဘာလုပ်လဲဆိုတော့ကျွန်မအိမ်ကကျွန်မရဲ့ဥစားပေါ့နော်အိမ်ကမဟုတ်ပါကျွန်မယုံကအဖိုးကြီးကိုခေါ်သွားတယ်သူမျက်မှန်တက်ပြီးတော့သူ blind ဥစားပေါ့နော်မျက်မမြင်လို့ကျွန်မရောင်းဆောင်ပြီးသွားခိုင်းတယ်ကျမပြောကျမပုံမှန်မဟုတ်ဘူးဆိုတော့ကျမပြောတယ်အဲ့တကယ်အရန် service ကောင်းတယ်သူမျက်စိမမြင်ရတဲ့အတွက်ကြောင့်မလို့ကိုအဲ့အမသည်အကုန်လုံးကိုယ်တိုင်လုပ်ပေးတယ်ပြီးရင်သူနဲ့ဘာပြီးတော့ upsell ဆက်အရန်ကောင်းတယ်သူနဲ့ upsell အရန်ကောင်းတဲ့အတွက်ကြောင့်မို့သူနဲ့ဘာလိုက်တယ်အဲ့အဖိုးကြီးကိုလေအကုန်လုံးမေးတယ်မြီးပနေရောက်ရှိလဲမြီးအတွက်ဘာလိုချင်လဲနော်ဥပမာလေဖောင်းဝယ်မလားလေဖောင်းဆိုလို့ရှိရင်လည်းဘာဆိုပြီးတော့ဒါမှမဟုတ်လို့ရှိရင် candy ဝယ်မလားလက်ထဲကိုပေးကင်တယ်အရန် service ကောင်းတယ်ဒါကျမကိုယ်တိုင်ကြုံရတဲ့ experience ပါအဲ့လိုပေါ့နော်ကျမအဲ့ level service ကိုကျမမှီအောင်လိုက်မလုပ်နိုင်ပါဘူးကျမစူးစမ်းဘလို့စူးစမ်းတော့လက်ကောင်းလဲလိုက်မလုပ်နိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင် तू ကအိမ်ဆိုင်လေ तू ကိုယ်တိုင်အိမ်မှာထိုင်နေတာအဲ့အတွက်ကြောင့်မလို့အရန် service ကောင်းတယ်ကျမဆိုင်ရလူတွေဝယ်ပြောပါတယ်နင်တို့အဲ့အမဆိုင်မှာလို့2 လလောက်သွားလောက်ကြပါလားလို့အဲ့ဒါပြီးမှပြန်လာခဲ့လို့ပြန်မလာတော့လည်းဘယ်တက်နိုင်ပါမလဲဒါဘာလို့လဲဆိုလို့ရှိရင် service ဆိုတာဒါသူဘယ်လို service ပေးရဆိုရဲဟာနေတိုင်းသွားဝယ်ခိုင်းလို့ရှိရင်လည်းအဆင်မပြေဘူးလေတဖြည်းဖြည်းနဲ့တိလာမှာပဲအဲ့တော့ဒါ service ကောင်းတာပေါ့နော်အဲ့တော့ပထမ case ကကြာ merchandising ပေါ့နော်အဲ့တော့ merchandising ကကြာလို့ရှိရင်ကိုရက်ကွက်ထဲမှာဘာမရှိဘူးဆိုတဲ့ဟာသိပါဒုတိယ case ကကြာလို့ရှိရင် service ပေါ့နောက်တစ် case ကကျွန်မ Berkeley မှာနေတော့ပေါ့နော်ကျမ Berkeley မှာကျမကျောင်းသွားတက်တော့အဲ့နာအနီးအနားတမိုင်ပေါ့နော်ကျောင်းရဲ့အနီးနားတမိုင်2 မိုင်မှာဘာချိန်မှမရှိပါဘူး McDonald လည်းမရှိပါဘူး KFC လည်းမရှိပါဘူးဒါ America မှာပေါ့နော်7-Eleven လည်းမရှိပါဘူးဘာမှမရှိပါဘူးဘာလို့ဘာမှမရှိဘူးလဲလို့မေးလိုက်တော့
Berkeley ရတယ်ဒါ very green ပေါ့နော် very green ဆိုတာဒါ chain တွေကိုမကြိုက်ဘူး big company တွေကိုမကြိုက်ဘူး local လူတွေကိုပဲကြိုက်တယ်ပေါ့နော်တကယ် local community ကိုပဲတိုးတက်စေချင်တဲ့အတွက်ကြောင့်အဲ့ဆိုင်တွေအကုန်လုံးဖွင့်လို့ရှိရင်ဘူးမှသွားမဝယ်ဘူးတဲ့အဲ့ဆိုင်တွေအကုန်ပိတ်သွားရတယ်အကယ်၍ကိုသွားမဲ့ location အဲ့လို location ဆိုမသွားပါနဲ့ဆိုင်သွားမဖွင့်ပါနဲ့အဲ့တော့တေးချာ even though Berkeley ဆိုတာကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ customer အများများနိုင်ပေမဲ့လည်း potential အများများနိုင်ပေမဲ့အဲ့လိုမျိုးနေရာဆိုမသွားပါနဲ့ဘာဖြစ်လို့လဲဆိုရင်ဒါအဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူးအဲ့တော့ integrated marketing ကကျွန်မခုနပြော face နဲ့ voice နဲ့ပေါ့နော်တချို့ company တွေကနားလဲပါတယ်ဥပမာ Hertz ဆိုတာဟုတ်စားပေါ့နော်ဟိုကားငှားတဲ့ company ဆိုရင်သူ့ရဲ့ logo အယောင်နဲ့သူ့ရဲ့ logo အယောင် logo မှာလည်းသုံးပါတယ်အောက်မှာလည်းသုံးပါတယ် POP ရောကြော်ညာတိုင်းရဲ့နေရာမှာရောတကယ်အသုံးပြုတဲ့နေရာမှာရောသုံးပါတယ်အဲ့တော့ Hertz ဆိုရင်ဒီ yellow အဝါနဲ့အမဲနဲ့တွေ့တယ်ဆိုလို့ရှိရင်မှတ်မိမှာပါဒါ Hertz ဖြစ်တယ်ဆို American Express ကြားလို့ရှိရင်သူတို့ဒီချိန်ထိသိနားမလည်သေးဘူးလို့ထင်ရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတကယ်သုံးတဲ့ card မှာကြာရင်100အောက်မှာကြာ100ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါတချို့ company တွေလည်းဒီချိန်ထိနားမလည်သေးဘူးအမှန်တော့ Hertz လို့ဖြစ်ရမှာပါ American Express လို့ဖြစ်ရမှာမဟုတ်ပါဘူးဒီကလူတော်များများ American Express ကိုသိမှာပါဒါပေမဲ့ Hertz လို့ဖြစ်ဖို့မှတ်မိပါနော်နောက်တစ်ခုကအကယ်၍ကိုယ့်အကို franchise မယူတော့ဘူးဆို be bold be proud be yourself ဘလောက်မဟုတ်တာလုပ်လဲအဆုံးအထိမဟုတ်တာဆိုတော့ဘယ်လိုခေါ်မလဲရည်စရာလုပ်လဲအဆုံးအထိရည်စရာလုပ်ပါတဝက်တစ်ပြက်မလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ရည်ရဲ့သူကရည်ကြအဆုံးထိရည်ကျင်တယ်တဝက်မှာထိုင်ငိုကြမှာအောင်ကိုရောကို team တစ်ခုကဒီလိုလုပ်နိုင်မယ်ဆိုလို့ရှိရင်လုပ်ပါဒီ cartoon မှာကြားလို့ရှိရင်မြင်တာ Nordstrom service Walmart price အဲ့ကျွန်မ not just like a Walmart ပါ Walmart ကိုအကုန်လုံးဒီပါသိကြမယ်လို့တော့ထင်ပါတယ်မသိလို့ရှိရင်သူကအင်မတန်တစ်ကမ္ဘာလုံးမှာဈေးပေါ်ဆုံးနေရပါသူ့မှာ low price everyday ရှိပါတယ် Walmart က company အရန်ကြီးရဲ့အတွက်ကြောင့်လို့ supplier တွေကိုလည်းဈေးကိုအရန်ညှစ်လို့ရပါတယ်ဒါပေမဲ့တော်တော်များများကျမဆိုတော့ကျမ Walmart မှာတိတ်ပြီးတော့ဈေးမဝယ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဥစ္စာတွေကို employee ကိုပေးတာအရန်နေပေါ့ကျမအနေနဲ့ကဒါဟိုဘယ်လိုခေါ်မလဲတိတ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့အဲ့မှာတကယ်တန်ပါတယ်သူကကြာရင်ဘာလဲဆိုလို့ရှိရင်သူကအကုန်လုံး cut cost လုပ်လိုက်တယ်အဲ့ဒါအကုန်လုံးကို consumer ကိုပြန်ပေးတယ်ကိုကအဲ့လို company မျိုးလားကို့အနေနဲ့အကုန်လုံး cut cost လုပ်ပြီးလို့ရှိရင် consumer တွေဒါ number 1ဆိုပြီးပဲပေးနိုင်တဲ့ company မျိုးလားကိုကအဲ့လိုဆိုင်မျိုးလားเนาะသားကိုလည်းထမင်းမကြွေးဘူးသမီးကိုလည်းကြောင်းမထားဘူး consumer ကိုပဲပတ်စံပြန်ပေးနိုင်တဲ့အိမ်ဆိုင်မျိုးလားစဉ်းစားပါမှတ်တာ extreme ပြောတာပါဒါပေမဲ့အဲ့လိုတော့မဟုတ်ပါဘူး because Walmart ကအရန်မြတ်ပါတယ်အဲ့တော့ပေါ့နော်အဓိကအကြံသူက back margin များတာပေါ့နော်အဲ့တော့ supplier တွေကိုတောင်းတာပိုများတာပေါ့နော်အဲ့လို company မျိုးလားစဉ်းစားပါအကယ်၍အဲ့လိုမျိုးကိုလုံးနိုင်မယ်ဆိုလို့ရှိရင် Walmart လိုမျိုးလုပ်ပါဒါ expense အရန်ချွေတာပြီးတော့ဟို cost အရန်နဲ့အောင်လုပ်တဲ့ဟာပေါ့နော်နောက်တစ်ခု something fun ဒါကျွန်မအကြိုက်ဆုံးဟာit's Southwest Airlines because the airline industry မှာကြာလို့ရှိရင်ဆရာကြီးလည်းခုနပြောတော့ပါဟို gold card ပေးရယ် silver card ပေးရယ်ပေါ့နော်နောက်ပြီးလို့ရှိရင် airline industry ကကြာလို့ရှိရင်ကအခုကျမတို့ထင်တာပါနော်ဗမာပြည်မှာတော့ဟုတ်ပါသေးတယ်လေရင်မဲ့အကုန်လုံးလေးရချောလေးပါ model ရှုံးပါတယ်ဟုတ်လားဟုတ်တယ်နော်America မှာကြာ labor union တွေ contract တွေနဲ့လေရင်မဲ့အကုန်လုံးအသက်50ကျော်ဖြစ်သွားတယ်ဝါတုတ်ကြီးလူတွေကမကြိုက်ဘူးဒါပေမဲ့အဲ့တော့အဲ့လေမဲ့ဝါတုတ်ကြီးကိုပတ်စံပေးလို့ရအောင်လို့သူကဥစ္စာကိုဘယ်လိုခေါ်မလဲ airline price ကဈေးပိုကြီးလာတယ်ပေါ့နော် Southwest ကကြအဲ့လိုမဟုတ်သူ fun airline ဒီမှာကြည့်ပါသူ့ရဲ့ဥစ္စာလေး logo လေးကအသေးလေးပါပါတယ်အဲ့အပြင်ဒါသူကဒါဟိုပစ္စည်းတင်တဲ့ team မှာပစ္စည်းတင်တဲ့ team ကအဲ့လို fun ဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်အမြဲဘောလုံးတွေရှိပါတယ်ကျမသွားလို့ရှိရင်လည်းသူအမြဲဘောလုံးပေးပါတယ် even nuts တွေကိုတော့ nuts about Southwest ဆိုပြီးပေးပါတယ်နောက်ပြီးဒါသူတို့ carry လုပ်တဲ့ဥစ္စာပေါ့နော် customer အကျိုးပို့လို့ရင်တော့ခါတလေအဲ့လိုမျိုးဟာနဲ့လုပ်ပါဒါဘာပြရလဲဆိုတကယ် fun ဖြစ်တဲ့အကြောင်းပြတာပါနောက်တစ်ခုကကျရင်ကျမတို့ ਨੇ ဟို retail နဲ့ဆိုင်တာ 7-Eleven Indonesia ပေါ့ကျမခုနပြောပါရယ် consumer behavior ပြောင်းလာပါပြီเนาะဟို internet ဆိုင်ဆိုတာမရှိတော့ပါဘူး internet cafe ဆိုတာတဖြည်းဖြည်းပြောင်းလာပါပြီဘာဖြစ်လို့လဲဆိုလို့ရှိရင်အကုန်လုံး internet ကိုဘယ်မှာသုံးလဲဖုန်းမှာသုံးတယ်
အဲ့ဟာကို Indonesia 7-Eleven model ကကြာသူက hangout place ဆိုပြီး model လုပ်ပါတယ်ဆိုင်မှာ wifi ပေးထားပါတယ်နည်းနည်းဆိုင်ကြဲထားပါတယ်နောက်ပြီးတော့24 hour ဖြစ်တဲ့အတွက်ကြောင့်မို့ consumer behavior pattern ပြောင်းလာပြီဆိုတဲ့ဟာကိုဘယ်မှာသိလဲဆိုရင်ကျမတို့ဒီ generation လူတွေညသိမ့်မအိပ်ကြတော့ပါဘူးတဖြည်းဖြည်းနဲ့ညအိပ်တာနည်းပြီးတော့နေ့အိပ်တာများလာပါတယ်အဲ့အတွက်ကြောင့်မလို့ကိုညဘက်တညလုံးမှာထိုင်တဲ့နေရာရှိဖို့လိုပါတယ် 7-Eleven မှာထိုင်ကြပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်စားတောက်ဆိုင်တွေက12နာရီလောက်ဆိုပိတ်သွားပါပြီ 7-Eleven 24 hour hangout place လို့ဖြစ်နေပါတယ်ဒါကတော့ 7-Eleven ဒါ Indonesia model ပါနောက်တစ်ခုကကြာယိုဒီယာကconvenience store chain နှစ်ခုပေါ့နော်ကုံစုံဆိုင် chain နှစ်ခုကြောင်းပြောချင်တာပါ 7-Eleven by CPO ကကြာသူကအဓိက convenience store model သွားပါတယ် Lotus Express ကကြာလို့ရှိရင် grocery store model သွားပါတယ်7-Eleven ကကြာလို့ရှိရင်ဒါအိမ်ဆိုင်ကို replace လုပ်တဲ့ model ပါ Tesco Lotus ကကြာလို့ရှိရင် web market ပေါ့နော်ဈေးကိုမသွားဘဲနဲ့ replace လုပ်တဲ့ model ပါအဲ့ model မှာပြီးမှမရှိသေးပါဘူးလုပ်ချင်တဲ့သူတွေလုပ်လို့ရပါတယ်ဒါပေမဲ့အဲ့ model ကနည်းနည်းတော့ပို့ပြီးတော့ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ fresh product နေတိုင်းတင်ရမှာမဟုတ်လို့ပါ now going green ဒါလည်းနောက် trend တစ်ခုပါ going green ကကြာလို့ရှိရင် Whole Food က going green မှာသူ့ logo ကအစား green ဖြစ်ပါတယ်နောက်ပြင်သူတို့ကဘာလဲဆို going green ဆိုတဲ့အတွက်ကြောင့်သူတို့ကပတ်စံကိုပတ်စံပိုးယူတယ်အဲ့တော့ပတ်စံ shop ပေးခြင်းတဲ့လူကြတော့ Walmart မှာသွားပြီးတော့ဈေးဝယ်တယ်ပတ်စံပို့ပေးခြင်းတဲ့လူတွေ ethic ပို့ရှိရယ် organic ပဲစားမယ်chemical သူတို့ဘာဖြစ်ပါမယ်ညာဖြစ်ပါမယ်ပြောမဲ့လူတွေကြအကုန်လုံး Whole Food ကိုသွားတယ်အဲ့ niche market ပေါ့နော်ဈေးပေါ်တာကြရင် Walmart သွားတယ်ဈေးကြီးတာကြရင် Whole Food သွားတယ်အဲ့လိုမျိုးခွဲထားပါတယ်နောက် Whole Food ဆိုလို့ရှိရင် everything green ရှိသမျှသူတို့ရတဲ့အမြတ်ဘလောက်ကိုလှူတယ်သူတို့ကတကယ် farmer တွေစီကနေပဲဝယ်တယ် big company တွေစီကမဝယ်ဘူးဒီ value တွေအကုန်လုံးဖြစ်ပါတယ်အဲ့တော့အခုပြီးသွားပါပြီအဲ့တော့ကိုယ့်စဉ်းစားပါကိုဘယ်သူလဲဆိုတာစဉ်းစားပါကိုဘေးနားလူဘယ်သူလဲဆိုတာစဉ်းစားပါမရှက်ပါနဲ့သွားထိုင်ပါသွားကြည့်ပါတနားရီနှစ်နာရီသူတို့ဘာမှမပြောပါဘူးနောက်စူပါမားကက်ကကလေးတွေ convenience store ကလေးအိမ်ဆိုင်ကကလေးအရန်ပြင်းပါတယ်ဘာလို့သူတို့စကားပြောမဲ့သူမရှိလို့စကားပြောပါသူတို့အကုန်ပြောပြပါလိမ့်မယ်နော်အဲ့တော့ကိုဘယ်သူလဲကိုဘာလုပ်တာလဲဘေးနားလူဘယ်သူလဲဘာလုပ်တာလဲဒီရက်ကွက်မှာဘာလုပ်လဲဆိုတဲ့ဟာကိုစဉ်းစားပါအဲ့လိုစဉ်းစားပြီးလို့ရှိရင်ဖြစ်နိုင်တဲ့ဟာကို differentiate လုပ်ပါအဲ့ကျေးဇူးတင်ပါတယ်ပြင်းသွားရင်လည်းတောင်းပန်ပါတယ်